ဆရာစန်းလင်ရေးသားပြုစုထားတဲ့ Einstein သူ့ဘဝသူ့တွေးခေါ်ဆိုတဲ့စာအုပ်ကိုဖတ်ပြပေးနေတာဖြစ်ပါတယ်။အခန်း3 Relativity ကိုဝေဖာခြင်း1900ပြည့်နှစ်နွေဦးပေါက်ကာလတွင် Einstein သည်ဇူရီမြို့စက်မှုလက်မှုသိပ္ပံအကယ်ဒမီကျောင်းမှသိပ္ပံဘွဲ့ကိုစုခူးရရှိခဲ့လေသည်။ဤချိန်ကလောကနှင့်အမဝင်ခွင်မကြတတ်သောလူခွာစာကလေးအသက်22နှစ်ပြည့်မြောက်ပြီးပရိယေတနာဝန်စာအတွက်ရုန်းကန်ရမည်လူပေါင်းတွင်သို့တိုးဝင်ရတော်မူအချိန်သည်ဤလီပီတွင်စုယုံနေထိုင်ကြသောမိဘများထံမှဝမ်းသာဂုဏ်ယူကြောင်းတည်းနှင့်အတူယခုချိန်ကစ၍နောက်ထပ်ထောက်ပံ့ခြင်းပေးတော်မူမဟုတ်ကြောင်းတည်င်းမှာရောက်ရှိလာသည်ယခုတော့ကိုချီတော့မခိုင်တခိုင်ပေါ်မှာမရိုင်မလဲအောင်ထိပြီးခြေစုံရတော့မိပါတကား။ Einstein မျှော်လင့်ခဲ့သောရူပဗေဒဌာနတွင်လက်ထောက်ဆရာယာရုနေရာတွင်သူ့ကိုကြောပြီးအခြားကျောင်းသားတို့ကိုခံလိုက်သည်။သူ၏တငယ်ချင်းများဖြစ်သော Grossman နှင့် Adler တို့ကသူ့အတွက်မခံမရနိုင်ဖြစ်ကြသည်။ Einstein ဖို့မှလည်းနောက်ဆုံးစာသင်နှစ်ဝက်တွင်သင်္ချာစာမေးပွဲ၌အောင်မြင်အောင်မှတ်ဆရာရှိများအားလုံးကိုခေါင်းထဲသို့ထိုးသွင်းနေရသဖြင့်ကျောင်းနေရသည့်ဘဝကိုငြင်းငွေးကျင်လာသည်ဆရာဖြစ်ချင်သောစိတ်များလည်းတဖြည်းဖြည်းတစစအေးဆက်ဆက်ဖြစ်လာသည်တကယ်တော့ဤသို့လူရိုးလှုပ်စင်ဖြစ်ကစားရည်ဝတ်ရည်အတွက်လှုပ်သည့်လူမျိုးတော့လှုပ်ချင်စိတ်လည်းမရှိဖြစ်နိုင်ရင်သူတို့ဘဝတစ်ခုလုံးကိုတဘာဝတရားကြီးထဲမှာထူးထွေစမ်းပြပုံများကိုစူးစမ်းရင်းနဲ့မြုပ်နှံပြလိုက်ခြင်းပြီးတော့လေသူအကျဉ်းတော်ဝင်ဖြစ်နေသည့်သိပ္ပံပညာနယ်မှာပင်သူ့ကိုတန်မြဖြစ်ဖွယ်အချက်တွေကတပုံကြီးဖြစ်နေပြန်နေသည်သူ့ရင်ထဲမှာအစိုးရဆုံးကတော့သူ့အနေနဲ့အသစ်စမ်းတစ်ခုမရှာဖွေမဖော်ထုတ်နိုင်မည်အရေးပင်ဖြစ်တယ်ထို့ကြောင့်အကောင်းဆုံးဒီမှာပထမစာဝတ်နေရေးအတွက်အလုပ်ကလေးတစ်ခုရှာပြီးတော့အချိန်မူလေးများမှာမိမိလိုက်စားလို့ရပညာကိုအားလုံးကြိုးပမ်းရှာဖွေရနာရှိတော့တယ်အကယ်၍ဖနက်ချုပ်သမားအလိုမျိုးပဲဖြစ်ဖြစ်မိပြလိုက်ဆောက်အလိုမျိုးပဲဖြစ်ဖြစ်လောက်ရရင်သူပျော်မလားဟုပင်စဉ်းစားမိတယ်ဤသို့စဉ်းစားခြင်းမှာဤနှမျိုးလုံးသည်သူ့အတွက်တွေးတောချိန်ပိုရရနိုင်သောကြောင့်ဖြစ်သည်မိလီဘာကိုတိုင်ပင်ကြည့်တော့သူကဒီအလုံးနှမျိုးစလုံးပင်လက်တွေ့မှာမဖြစ်နိုင်သောကိစ္စများဖြစ်သည်ဟုဆိုသည်မီလီဘာအနေနဲ့ကတော့အဲဘတ်သည်သူနှင့်ထိုက်တန်အလိုမျိုးကိုပဲလှုပ်စေခြင်းသည်သူ့မှာတော့အခုထိအိမ်မထောက်ပံ့ခြင်းကိုဆက်ရနေတော့ရှိသေးတယ်နောက်ဆုံးတော့လက်ထပ်ဖို့နောက်ကျခြင်းကြာပါစေအဲဘတ်အနေနဲ့ဝင်ငွေမှန်မှန်နဲ့ထိုက်တန်ရသည့်အလိုမျိုးရသည့်ထိစောင့်မည်ဟုသဘောတူလိုက်သည်ခေတ်ကအလုပ်ရဖို့မလွယ်ဘူးဒီတော့ Einstein အနေနဲ့ရနိုင်သည့်အလုပ်ကိုယူတာရှိတော့သည်ဇူရီမြို့ယာဒီဥရုနခတ်တာရာမျိုးစဉ်တွင်ကဏ္ဍများတွက်ချက်ပြီးရန်သူ့ကိုငှားသည်အလုပ်မှာယာယီလုပ်တာဖြစ်သည်နောက်6လတွင်ဇူရီမြို့ရှိဝင်တာတာမြို့တွင်စက်မှုကျောင်းတစ်ကျောင်းမှာပါမောက္ခတူ၏ခွင့်သွားသောနေရာတွင်ခိတ္တဝင်ရောက်ထမ်းဆောင်သည်ထိုကျောင်းတွင်အသစ်ရောက်လာသောဆရာကလေးအားသင်္ချာတန်းချိန်တွင်ကျောင်းသားများကတွေ့လူဆန်ကြသည်ပရမနိစာသင်ချိန်တွင်ကလေးများသည်အချင်းချင်းစကားပြောလိုက်တယောက်ကိုတယောက်တို့လိုက်စိတ်လိုက်နဲ့သူစာသင်သည်ကိုကြည့်မဆိုင်ကြထိုအခါအိုင်စတိုင်းကအတန်းထဲတွင်ဘယုတ်ဒုက္ခအကြဆုံးကလေးများကိုကြောက်တင်မုံကြီးရှိရာသို့ခေါ်လိုက်သည်ပြီးတော့အတန်းသားများကိုလည်းမျက်စောင်းထိုးကြည့်လိုက်ထို့နောက်ခတ်လွယ်ပု္ပ္ပာကလေးရစား၍ဖြည့်ရှင်းခံလိုက်ကလေးများမှာငကိုဝင်ကြွားလို့တည်ပြီးသားတိုင်းခဏလေးနဲ့အဖြေကိုခြာရည်လိုက်10မိနစ်တွင်အိုင်စတိုင်းသည်မိကုံပု္ပ္ပာတစ်ခုပြီးတစ်ခုစင်ကဲမြေပြလိုက်သည်ခတ်ဆာကလေးတစ်ကောင်ကအစာပိုင်းတွင်သူဘလောက်တော်လဲဟုပြောလို့ဖြင့်တပုတ်ပြီးတပုတ်ပြပြလာ၏သို့တော့တဖြည်းဖြည်းသူ့အဖြေတွေကမတွက်တော့နှုတ်အားတွေလက်တွေကလေလာသည်ခေါင်းနဲ့လည်းရှုပ်တဲ့ရှုပ်ခတ်တာသည်အဖြေတွေကလည်းကမောက်ကမလေးဖြစ်လာ၏အစရှုပ်ပြခဲ့သောလူငယ်သည်လူပုံလဲတွင်အရှက်ကြီးလုံးခွဲရတော့သည်နောက်ဆုံးသူ့အဖြေက
ချုံမွေးချမှုလိုက်ခြင်းပဲဖြစ်တော်သည်ကဲကြည်စမ်းကွယ်ဒီတငယ်မှာလိလာစရာတွေအများကြီးကြံနေတယ်မဟုတ်လားဟုသူကအတန်းသားများကိုမေးလိုက်သည်စွာခဲ့သောလူငယ်လေးသည်မျက်ရည်ကိုတိုးရင်းသူ့နေရာတွင်ကောင်းကောင်းမွန်မွန်နံထိုင်သည်တရံလုံးလည်းတစ်ချက်ထဲနှင့်ညှိကြသွားသည်ဝင်တာတာကျောင်းမှာဆရာလုပ်နေစဉ်အခိုက်အတန့်လေးတွင်လည်းသူလှုပ်ချင်သောတဘာဝတရားတွေကအဖြစ်မှန်တရားများကိုရှာဖွေဖော်ထုတ်သည့်လုပ်ငန်းကိုလုပ်နေပေ၏ထိုအချိန်တွင်စုပ်ဆွဲခြင်းနိယာမနှင့်ပတ်သက်သောစာရင်းတစ်စောင်ကိုရေးသားထုတ်ဝေခဲ့၏ဂျာမန်ဘာသာနှင့်ထုတ်ဝေသောရူပဗေဒလစဉ်မဂဇင်းတွင်ဖော်ပြခဲ့၏ဖန်ခွက်တစ်ခွက်ထဲတွင်ရေကိုထည့်လိုက်သည့်အခါရေ၏မျက်နှာပြင်သည်ညီညာပြန်ပြူးနေတော့လေဖန်ခွက်နှခမ်းသားနှင့်ထိနေသောအပိုင်းကမူဖန်ခွက်ဤနိုင်ရန်များကိုချိတ်တွဲနေသည်ကိုတွေ့ရသည်ဤကစုပ်ဆွဲခြင်းသဘောပင်ဖြစ်သည်ပို၍ရှင်းအောင်ပြလျင်မိအိမ်ထဲမှရေနံစီကိုမိသာစုပ်ဆွဲယူခြင်းမျိုးမင်းတစ်စက်ကိုမြေပြူခဲနဲ့တွတ်လိုက်သည့်အခါမြေပြူကစုပ်ဆွဲယူလိုက်ခြင်းမျိုးဖြစ်သည်အိုင်းစတိုင်းသည်တဘာဝတရား၏ဤအလှည့်ကလေးမျိုးလျှို့ဝှက်ချက်ကလေးမျိုးကိုမှအထူးစိတ်ဝင်စားလာပြီးထိုလျှို့ဝှက်ချက်ကလေးများကိုဖြည့်ရှင်းနေရသည့်အလုံးမျိုးကိုမှညံ့မျိုးသည်ထိုအလုံးမျိုးကသူ့အတွက်စိတ်၏အပန်းဖြေစရာဖြစ်သည်1900ခုနှစ်ထိုဆောင်းပါမဂဇင်းတွင်ပါလာသောနေ့တွင်ဇူရီမြို့သို့တွားပြီးဆွစ်ဇာလန်နိုင်ငံသားအဖြစ်ခံယူရေးအတွက်လိုအပ်သောစာရွက်စာတမ်းများကိုယူလာခဲ့သည်ယခုဆိုလျှင်သူ့အနေနဲ့ဆွစ်ဇာလန်နိုင်ငံသားအဖြစ်ခံယူရန်လိုအပ်သည့်9နှစ်အခြေပြည့်ခဲ့သည်စစ်တပ်မတော်တွင်အရွယ်ရောက်သူတိုင်းတာဝန်ထမ်းဆောင်ရမည်3လစစ်မှုထမ်းရန်လည်းဝင်ဝင်ရပြီဤတစ်ချိန်တွင်မူအိုင်းစတိုင်းအနေနဲ့စစ်မှုထမ်းကိစ္စကိုကွင်းရှောင်နေကြမလို့တော့စစ်တပ်မတော်မှာစပါရာစစ်တပ်များလိုကြမ်းကြမ်းတန်တန်ခက်ခက်ထန်ထန်လောက်ရခြင်းမျိုးလည်းမရှိသူတစ်ပါးကိုကျူးကျော်စော်ကားရလည်းမဟုတ်ဒီနိုင်ငံတွင်စစ်မှုထမ်းရခြင်းသည်ကြော်စရာကစားကုန်စားအလုပ်တစ်ခုလိုပင်ဖြစ်သည်အစဆုံး3လသာစစ်တင်နှံတက်ပြီးနောက်နှစ်များတွင်တောင်တန်းဒေသများ၌တပတ်နှစ်ပတ်တန်သည်တွားရောက်လေ့ကျင့်ကစားလျင်ပြီးတော့သည်ပြီးတော့စစ်ဝတ်စစ်စားတွေကိုအိမ်ကိုယူထားလို့လည်းရသည်အိုင်းစတိုင်းသည်စစ်သားလက်ခံရဌာနသို့ဂုဏ်ယူစွာတွားရောက်ပြီးဆရာဝန်ရှင်းမောက်တွင်အစမ်းတက်ခံရန်ရှက်အိမ်ကြီးကိုချွတ်လိုက်သည်လာပေါင်းများစွာအစားမမှန်အိမ်မှမှုကြောင့်သူ့ခန္ဓာကိုယ်မှာကြုံလိနေရကဆရာဝန်ကစစ်မှုထမ်းရမသိဘူးဆိုကပယ်ချလိုက်သည်ကျုပ်ကြမ်းပါပါရဲ့ဗျဘာမှမဖြစ်ပါဘူးဟုသူကစင်ကြီးကန်သည်ထိုကဆရာဝန်ကကျုပ်တို့စီမှာလိုအပ်တဲ့စစ်သားရည်အတွက်ဖြည့်ဖို့ရာတန်တန်မာမာထွားထွားကြိုင်းကြိုင်းသူတွေလိုလာတဲ့တော့ပုံနေပါသေးတယ်ဟုပြန်ပြောမှထွက်လာခဲ့သည်အိုင်းစတိုင်းသည်သူ့ကိုစစ်ထဲဝင်ရလက်မခံသည့်အတွက်အလွန်စိတ်ထိခိုက်မိသည်ထိုအခါမီလီဘာကခရီးသေးရရှာသည်ရှင်းကတော်တော်ခက်တဲ့လူပဲအယ်ဘတ်တစ်ချိန်လုံးကလေစစ်ထဲဝင်ရမှာကိုမုန်းလို့ဆိုပြီးရှင်းမဲမဟုတ်လားမြူနစ်ကနေထွက်ပြေးလာတာလေခုမှစစ်တပ်တဲ့ရှင်ဘာလို့တလောက်ဝင်နေတာလဲဟုသူစစ်တပ်ကိုမုန်းခဲ့ပုံကိုတတိဖော်ပြီးမီလီဘာကမိလိုက်တယ်မဟုတ်ဆရာဝန်မှာကိုယ်ညင်းပေဖို့အခွင့်အရေးမရှိဘူးလို့ကိုထင်နေမီလီဘာဒီတော့လေမီလီဘာပဲလက်လျှော်ရည်တခါတော့အဲဘက်ကကလေးဆာလာကြည့်သည်ထို့နောက်ဆွစ်ဇာလန်မြောက်ပိုင်းရှိရှပ်ဖော်စင်မြို့ဘော်ရာကျောင်းတစ်ကျောင်းမှာချမ်းသာသောသားသမီးလေးများကိုအထွေထွေပညာသင်ကြားပေးရေးနှင့်အလုပ်ရသွားပြန်သည်လာကမှုမဖြစ်စလောက်ထို့ကြောင့်ယထာဘော်တွင်စုံရသောတငယ်ချင်းတယောက်ကရူပဗေဒပညာရှင်ကလေးဖို့လောက်ရသည့်အလုံးနှင့်ရသည့်လာသာမမျှလိုက်တာဟုပင်ဆိုသည်1902ခုနှစ်နောက်ပိုင်းတွင်သူစာသင်မှုစာသင်နည်းမှာသူစိတ်ကတင်ញရာတင်ပေးသည့်အတွက်အမျိုးမျိုးအနေခံရသည်နောက်ရက်များမကြာမီဖခင်ကြီးဆုံးသဖြင့်သူ့လက်ထဲမှာရှိသည့်အသက်ပြားကလေးမဖြစ်စလောက်မှာအီတလီသွားယထာစီးနှင့်ပင်ကုန်သွားလေတော့သည်အီလီတွင်အိမ်သူအိမ်သားများနှင့်အတန်ကြာနေသေးသည်ထိုအချိန်တွင်ဟောင်းနွမ်းနေသောရူပဗေဒစာအုပ်ကြီးများကိုလေ့လာပြန်သည်ဒီစာအုပ်တွေသည်ယခုတော့သူ့နှကမ်းပေါ်ကနှကမ်းမွေးများလိုပဲသူ့ဝါဤတစိတ်တစီသာဖြစ်နေခြင်းသည်
ဤဆောင်များကိုအခောက်ကောက်အပြန်ပြန်ဖတ်ပြီးမှတ်စုများထုတ်စာရွက်ကြမ်းများပေါ်မှာရေတွက်စရာရှိများတွေ့ရင်အိုင်းစတိုင်းသည်အပူရှိန်ညောင်းဖြစ်သောရန်ရာလှုပ်ရှားမှုတာမူတိုင်းနမစ်ပညာရဆိုင်ရာပြဿနာများကိုအဖြေရှာရင်းသူ့အုံနောက်ကိုတွေးနေကြ၏ထိုအချိန်တွင်နောက်ထပ်သူ့ဆောင်းမနှုတ်ကိုရူပဗေဒလစဉ်မဂဇင်းမှာလက်ခံလိုက်ပြန်ရာအိုင်းစတိုင်းသည်အကယ်၍အပြင်းထန်ကြိုးစားရှာဖွေပြီးရင်းသဘောတရားများကိုအသုံးချပုံကိုပြသခြင်းဖြင့်မိမိသည်ရူပဗေဒသိပ္ပံလောကအတွက်အသစ်စမ်းလေးတွေကိုဖော်ထုတ်ပေးနိုင်တော်မူဟုညှော်လင့်ယုံကြည်စားပြုလာသည်တို့ရတွင်စာဝတ်နေရေးပြုလုပ်မှုတွေဘာလို့ရပါဆိုသည်ကိုမူသူ့မှာမစင်စားရအောင်ဖြစ်နေသည်ဤစိတ်ကူးဝင်လာလျင်သူစိတ်မချမ်းမသာဖြစ်ရသည်မတတ်တာသည့်ဆိုမာဆယ်ဂရော့စ်မန်ထံသို့အကူအညီတောင်းသည့်စာဆောင်ကိုရေးရတော့သည်စာရဲတွင်ယခုဆိုလျင်သူ့ကောင်းထဲမှာပွင့်ပြနေတဲ့အတွေးအသစ်မြင်တွေဟာအုံကြွားနေကြပြီဒါပေမဲ့ဒါတွေဟာအခုထိဘာမှဖြစ်မလာနိုင်နေဘူးကျုပ်စိတ်ထဲမှာတော့ဒီယူဆတွေထဲမှာအထိုက်လျောက်ကိုဖွင့်ထုတ်ဖော်ပြလိုက်ဖို့ကောင်းပြီလို့လည်းထင်မိတယ်ခုလောလောဆယ်အရေးကြီးတာကတော့ကျုပ်ဒီလုပ်တွေကိုလုပ်နိုင်မှုရအတွက်အထောက်ပံ့ပြုမဲ့ပတ်ဝန်းကျင်လေးတစ်ခုခုရဖို့ရယ်ကုသကံကောင်းဖို့ရယ်ပေါ့ဗျာအဲ့ဒီထောက်ပံ့ပြုမဲ့ပတ်ဝန်းကျင်တစ်ခုရလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကျုပ်မစင်စားတတ်အောင်ပဲဖြစ်နေတယ်ဗျာဟုရေးသားဖော်ပြလိုက်သည် Grossman သည်သူ့တငယ်ချင်းထံမှလာသောစာကိုဖခင်ကပြလိုက်ရာသူ့ဖခင်ကလုတ်ဖို့ကင်မဲ့တူဖြစ်သော Frederick Holler ထံစာရေးပြီး Einstein အားစီးစိရေးမှုရာထူးနေရာပေးပါရန်ထောက်ခံလိုက်သည် Holler မှာဗန်းမြို့အစိုးရစစ်ပစ္စည်းတီထွင်မှုအတုပကာကွယ်ရေးညွှန်ကြားရေးဝန်ဖြစ်သည်1902ခုနှစ်နွေရာသီတွင် Einstein သည်ရင်တဖိုးကိုနှင့် Holler ၏ယုံတို့ယာရုအတွက်လူချင်းတွေ့ဆုံရန်ရောက်လာသည်မစ္စတာအိုင်းစတိုင်းအနေနဲ့အရင်ကစက်မှုလုပ်ငန်းအတွေ့အကြုံများရှိမှုပါလားဘာမှမရှိပါဘူးခင်ဗျာစချင်းစောင့်တဲ့တွင်ဆိုလို့ဖြစ်ချည်ပြီစရဲကအထင်ကြီးစရာတကွဲမှာပေါ်မလားယခုလုပ်တွင်အချို့သောစက်မှုလက်မှုဤထွင်ချက်များမှာစစ်ဆေးရာ၌အလွန်ရှုပ်ထွေးသောဆက်များဖြစ်နေတယ်တို့ရတွင်အချိန်2နာရီလောက်ထိုင်ပြီးစကားပြောကြည့်တော့မှဟော်လာနေနဲ့အိုင်းစတိုင်းပေါ်သဘောကျစရာကွက်လေးများပေါ်လာပြီးအလုခံပေးလိုက်လေတော့သည်အလုရပြီး6လအတွင်းမှာပင်အိုင်းစတိုင်းနဲ့မီလီဘာတို့လက်ထပ်လိုက်ကြသည်ဤသို့လက်ထပ်လိုက်ကြစေကမီလီဘာ၏သဘောထားအပြောင်းအလဲများကိုမြင်တွေ့ရသောမိတ်ဆွေပေါင်းသင်းတွေကတော့ဒီနေ့တွင်သူတို့ချစ်ခဲ့ကြသည့်ချစ်ချင်းမေတ္တာသည်ပင်စတိခံရာဖြစ်ချင်မည်ဟုတွေးမိခဲ့ကြသည်သူတို့နှစ်ဦးကြားတွင်မဖြစ်သင့်သည့်လျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပြီးရပြီသို့တော့မီလီဘာဒါကိုကြီးကကိစ္စပါမဆိုင်ပါဘူးဟုဆိုခဲ့သည်မိတော့ပင်ဖြစ်ဖြစ်မီလီဘာသည်အချိန်ကြာမြင့်စွာစိတ်ထဲတွင်ကျိမ့်မိတ်တူဝက်ဖုံးပြီးကြရသည့်ဤချက်သည်တနည်းနည်းနဲ့တော့အိုင်းစတိုင်းနေနဲ့မဆိုင်ဘူးမဆိုတာအလုံးခင်မင်းရင်းနေသူများကမီလီဘာသူ့ပြဿနာကိုဖော်မထားဖို့အိုင်းစတိုင်းကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောပြလိုက်ဖို့အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြသည်မီလီဘာဤပြဿနာသည်ဘယ်သူနှင့်မျှမဆိုင်သူတယောက်တည်းဤကိုရေးကိုတာပြဿနာသာဖြစ်သည်ဟုဆိုကတစ်သက်လုံးလျှို့ဝှက်ထားခဲ့လေသည်ယခုတည်းတိုင်းဤဇလန်၏အသေးစိတ်မှာမရှင်းလင်းသောပဟီလီတပုတ်တို့သာကြံခဲ့သည်သူမှာကိုရေးကိုတာပြဿနာကြီးနှင့်ရင်ဆိုင်ရပေမယ့်မီလီဘာသည်သူချစ်သောအယ်ဘတ်ကိုတော့လက်ထပ်ယူခဲ့၏အိုင်းစတိုင်းကိုလက်ထပ်လို့သောကြောင့်သူ့အသက်ပါဆုံးရမည်ဆိုစေုံတော့ချစ်သူပေါ်ထားခဲ့သည့်မေတ္တာ၏အဟုန်ကြီးမားမှုကြောင့်သူမတည်တံရာဟုမီလီဘာကယုံကြည်သည်သူ့ဘဝတွင်ကြုံခဲ့ရသောယင်းအဖြစ်တစ်ခုသည်လေသူတို့နှစ်ဦး၏ချမ်းမြေ့သောဘဝပေါ်၌လောင်းရိပ်ကြနိုင်မည်မဟုတ်ဘူးလေမီလီဘာကထည့်သည်လက်ထပ်လိုက်ကြပြီးတော့သူများတကာတွေလူပြားရည်စမ်းအပျော်ခီးထွက်ဖို့ရာငွေလည်းမရှိအချိန်လည်းမရှိသည့်အတွက်တအိုးတအိမ်ထူထောင်မှုလောက်သာခက်မြန်မြန်စဉ်းစားခဲ့ရ၏ထို့ကြောင့်လက်ထပ်ပြီးသည်နှင့်အားမြစ်ကမ်းပေါ်တွင်အင်္ဂလိပ်တစောင်ကိုငားနေခဲ့ကြသည်နန်းတိုင်းအိုင်းစတိုင်းသည်တခြားသောစစ်မျိုးသားပြည်သူဝန်ထမ်းစီးစချီများကဲ့သို့အပေါ်ဆုံးဝတ်စုံလေးကိုဝတ်ဆင်ကရုံသွားကြ၏
နေ့လေသာစားဖို့ရာပေါင်မုံထောပတ်တုတ်ကလေးနှစ်ချက်သုံးချက်ကိုစက်ကူအိတ်ကလေးထဲထည့်ကဂျိုင်းညံ့ညက်ပြီးတည်သွားရှာသည်တနေ့လုံးစစ်ဆေးမှုတွေတွင်အချိန်ရှိသည့်ထိုင်ပြီးတင်ပြလာသမျှသောစစ်ပစ္စည်းထုတ်ကုန်များကိုစစ်ဆေးသည်ကတ်လောက်များမှာဖော်ပြထားပြီးသားစစ်ပစ္စည်းအမျိုးအစားများပြုလုပ်စီမံပုံနှင့်နောက်ထပ်တင်ပြလာသောပစ္စည်းများပြုလုပ်စီမံပုံနှင့်ကွာခြားမှုမရှိစစ်ပေါက်နိုင်ရှင်နေလာသည်အချိန်ကြာလာသည့်နှင့်မျှအိုင်းစတိုင်းသည်သူ့အလုပ်တွင်ပို၍စိတ်ဝင်စားလာသည်မစ္စတာဟော်လာထံသို့ရောက်လာသောအိုင်းစတိုင်းရေးသည့်မှတ်တမ်းများအစီရင်ခံစာများကိုဖတ်ပြီးမစ္စတာဟော်လာသည်သူ့ကိုအလွန်သဘောကျလာသည်သူရေးသားပုံမှာတိကျသည်ပြတ်သားသည်ရှင်းရှင်းလင်းလင်းရှိသည်သူ့ရည်ချင်းကိုပြုသည်ပြီးထိုအခါပုံမခက်ခဲသောလုပ်ငန်းများကိုမစ္စတာဟော်လာကချပေးသည်လာသာလည်းဒိုးပေးသည်အလွန်စိတ်ဝင်စားဖွယ်လေးစားစပွဲကောင်းသောအသစ်တီထွင်မှုမျိုးကသူစစ်ဆေးရသည်ဤရုံးတွင်အိုင်းစတိုင်းလှုပ်နေစဉ်သူ့ဘေးစပွဲတွင်သူနှင့်အတူအလုပ်လုပ်နေသူမှာအလွန်ချစ်စရာခင်မစရာကောင်းသောအီတလီလူမျိုးအင်ဂျင်နီယာမီချယ်လီဘက်ဆိုသူဖြစ်သည်အလုံနာချိန်များ၌သူတို့နှစ်ဦးသည်ရူပဗေဒပညာအကြောင်းကိုအကျယ်တဝင်းဆင်နေကြသည်တခါတရံအလုတ်စင်းချိန်များ၌တက္ကသိုလ်ကပါမောက္ခဆရာများကိုကဲသောကော်ဖီတောက်ရင်းစာကြောင်းပေကြောင်းဆွေးနွေးရာကော်ဖီဆိုင်သို့နှစ်ယောက်သာသွားကြသည်သူတို့သည်ခါတိုင်းကော်ဖီသာတောက်ကြသည်ဝိုင်းကိုလည်းမတောက်ဘီယာဆိုရင်တော့အိုင်းစတိုင်းစိတ်ထဲတွင်အစိတ်တမျှမှတ်ယူထားသောကြောင့်ဖြစ်၏အရက်ကိုလုံးဝမတိုက်တော့လဲဆေးလိပ်ကတော့သူ့ဖို့မှာအာဟာရဓာတ်စာတစ်ခုလောက်အရေးပါသည်ဆေးလိပ်ဆိုရင်ရှည်ပြီးတုပ်ပြီးမဲပြီးစီးသားကောင်းပြီဆိုတာကိုမှကြိုက်သည်အိုင်းစတိုင်းသည်ဆေးလိပ်ကိုတလိပ်ပြီးတလိပ်မိဆက်တော့သည်ဆေးလိပ်တောက်လုံးသဖြင့်နေစဉ်ကပင်သူ့သွားရည်သည်ဆေးကြီးတက်ကညုံမဲနေကြလိမ့်ပြီလေကြောင်းနေကြက်အတန်နေတိမ်ကုန်သည့်အထိဆေးလိပ်ကိုသူမဖြတ်နိုင်အိုင်းစတိုင်းနှင့်မီလီဘာတို့သည်တခါတလေညနေခင်းများ၌ဘက်ဆူနှင့်အခြားပေါင်းသင်းများကိုဖိပြီးဂီတစီစာပွဲလေးမျိုးလှုပ်လေ့ရှိသည်ဘလောက်လုံများဂီတကိုလည်းသူမပြတ်နိုင်ရှိခုတည်းဒီတယောလေးကိုတယူတတိသိမ့်ပြီးကျင့်ရတော့ရှိသည်လက်ကတီလာပြီးဖြစ်သောကြောင့်ငါမသိခုဆိုရင်သူ့တယောတန်ကပြည်ပြင်းကြည်လင်သလောက်ညစ်အေးတာရသည်တောတရတာကိုပြီးနိုင်လေပြီမီလီဘာသည်အိုင်းစတိုင်းလိုမတီးတတ်တော့လေဂီတအရတာကိုတော့ခံစားတတ်သည်ချစ်သူအယ်ဘတ်ကတယောတန်ချင်းချင်းလေးနဲ့ဖြေပြော်လျင်ချစ်သူဂီတကိုမီလီဘာမျက်လွှာလေးဆင်းပြီးနာခံသည်ပြီးတော့အပေါင်းအသင်းတွေနဲ့စကားတွေဖောင်လောက်အောင်ပြောခြင်းသည်ထိုနေမျိုးတွင်ဧည့်သည်တွေစုံသောအခါမီလီဘာသည်သူတိအကြောင်းအရာတစ်ခုကိုစပြောလိုက်သည်မီလီဘာပြောသည်ကိုအိုင်းစတိုင်းကလည်းစိတ်ဝင်စားကဝင်ပြီးနားထောင်နေသည်ပြီးတော့အတက်တရောအငင်းခုံတို့ကခွက်ထိုးခွက်လန်းရေမောကြလေတော့သည်ပြီးတော့ပြောပြန်သည်နေပါဦးခမရတို့ကျုပ်ဟိုဖာတဲ့အရက်ပြတ်မကြီးတယောက်ကြောင်းမပြောရသေးဘူးထင်တယ်ဟိုအဲဘက်ကလည်းယောက်ျားမိန်းမဧည့်သည်ရှိမှာလေနောင်မောင်လူဝသာမတော်မလျော်မသိဘာမသိညာမသိနဲ့သူပြောချင်ရပြောတော့မြေကြီးကိုတွေးပြီးမီလီဘာကနှုတ်ပိတ်လိုက်တယ်ဟာသူကအားရပါရရေချလိုက်တယ်အမှန်တော့မီလီဘာလန့်သွားအောင်သူတမင်စလိုက်ခြင်းသာဖြစ်သည်မိတ်ဆွေအပေါင်းအသင်းတွေကသူတို့ဇနီးမောင်နှံဘဝကိုစံပြအိမ်နောင်လေးလိုပဲမှတ်ယူကြတယ်မီလီဘာတော့စိတ်သက်သူလေးအယ်ဘတ်ကတော့အစိုးမရသူကလေးဟုပဲပြောကြသည်အယ်ဘတ်နဲ့မီလီဘာတီညာကစားဇနီးမောင်နှံများအတိုင်းပဲသူတို့ဘဝထဲမှာအချစ်တစ်ခုသာလွှမ်းခြုံထားသည်အချစ်ကြောင်းသည်သာစကလုံးသားဤထိတ်ကပြေးပြီးသည်သူတို့တို့မှာကိုစီလျှို့ဝှက်ချက်လေးတော့ရှိကြသည်ဥမာမချင်တော့ဆိုပါတော့အယ်ဘတ်ကဒါဟုအင်မတန်ကြိုက်သည်အကယ်၍ညစာစားတော့ကဧည့်သည်တွေနဲ့တူစားဖို့မီလီဘာကပြင်ဆင်ထားလေအယ်ဘတ်ကအကြီးဆုံးတဆုပ်ကြီးကိုယူစားပစ်လိုက်ပြီးဇနီးတဲ့အားခိုးကြောင်ခိုးဝဲကြည်နေတတ်သည်1904ခုနှစ်သို့ရောက်လာခဲ့ပြီအိုင်းစတိုင်းတို့ဇနီးမောင်နှံတွင်ပထမဆုံးတာဦးဟန်အယ်ဘတ်ကိုရခဲ့ပြီဖခင်ဖြစ်လာပြီဖြစ်သော
အိုင်းစတိုင်းသည်တာဝူရရနာကြောင့်အပျော်လွန်ပြီးကလေးကိုလက်တွန်းလေးပေါ်တင်ကတမျိုးလုံးအနှံ့ရှောက်လေတာဝူမြေဦးအယူမှုဆိုသည့်အတိုင်းဖြစ်နေတာလေးကိုဖွားမြင်ခဲ့သည့်နေသူတခြားတစ်ခုကိုလည်းဝေဖွားခြင်းတာလာလိမ့်မည်အခြားတစ်ခုကအခြားမဟုတ်သူ့ကဘာတွင်ဟိုးဟိုးကျော်သွားစေမည် relativity ပဲဖြစ်လေသည်သူ့အုံနောက်နှင့်မနောဝိညာဉ်တွင် relativity ပွေးပေါ်အမူမူဝင်းဖန်လျက်ရှိပြီသည်သူသည်ကျောင်းကထွက်သည်မှယနေ့ထိညင်မောင်းရာထောင်မကရူပဗေဒပညာအတွက်အစမပြအိပ်ပျက်ခံကကြိုးပမ်းနေခဲ့၏ရှေးကတီထွင်ဖော်ထုတ်ခဲ့ပြီးသောအသိပညာများကိုလည်းသူသိပြီးပြီသူကြံစီနှင့်နီလန်းမှာပထမလောကဖြစ်ရများ၏အခြေခံအကျဆုံးဖြစ်ရမှန်တစ်ခုကိုဖော်ထုတ်ရနှင့်ပြီးမှကြံသောအယူဆများကိုစင်ပွား၍အခြေခံဖြစ်ရမှန်မှထုတ်ယူစင်ခြင်းတိဆောက်ရန်ဖြစ်သည်သူပါရမီတက်ခံကလည်းအရေးမြစ်သဘောတရားကိုကောက်ခံငင်ကရယူနိုင်သည့်အစဉ်တူတိုင်းရင့်မာစွာရောက်ရှိခဲ့လိမ့်မည်သူတွေတွင်အမျိုးမျိုးသောဤနေတရားများကိုလည်းဆင်ခြင်မိတို့ရတွင်အခြေခံဖြစ်သောလောကအဖြစ်မှန်တရားကိုကရုပ်တိစဉ်အတိုင်းဆင်ခြင်၍မရတင်ကနုပတ္တိဉာဏ်ဖြစ်လာလင်ရရှိနိုင်သည်ဟုသူမြင်လာသည်သူ၏ရင်ထိုးရင်းဉာဏ်ကလည်းမှန်သောလမ်းကိုဥတည်နေလိမ့်မည်ယင်းလန်းက relativity ဟုနောင်ခါသူခေါ်သောတဘာဝလောကကြီးရဲ့ရှိအညမညာဖြစ်စဉ်တရားပဲဖြစ်လေတော့သည်ဤလောက၌ရှိသမျှသောဖြစ်သမျှသောအရာဝတ္ထုအဖြစ်ပြက်များကဤကဘာပေါ်တွင်ထာဝရအကျွင်းမဲ့တည်ငြိမ်ခြင်းဟူသောအခြေအနေမျိုးမရှိနိုင်ကြောင်းထုတ်ဖော်နေကြသည်ဤသဘောကိုသူရှုမြင်မိပြီကဘာပေါ်မှာဘယ်အရာမှမပြောင်းလဲပဲအမြဲထာဝရတည်ငြိမ်နေနိုင်တာရဲ့လို့ဘယ်အခါဘယ်နေရာမှမရှိနိုင်သူသည်ဤအမြင်ကိုအမိရဆုပ်ကိုင်ထားပြီးနောက်ထပ်ဆင်ပွားနိုင်မည့်အမြင်များကို1904ခုနှစ်တနှစ်လုံးရှာဖွေခဲ့လေသည်ရှုပ်ထွေးသောအတွေးမြင်တစ်ခုကတစ်ခုဆင်ပွားရည်သာလာသည်သူ့အုံနောက်ထဲတွင်မိခုံးဟုံတောင်းနေတော့၏ခန္ဓာကိုယ်လည်းညှိုးရော်ပင်ပန်းလွန်လာပြီစားလို့လည်းမဝင်တော့အိတ်လို့လည်းမပြောတော့ပြီအလင်းရောင်၏အသွားနှုံးသည်ဘယ်တော့မှကွဲပြားခြားနားမှုမရှိနိုင်သူတေးတဲ့တင်ဒီတန်တွေကပဲ့တင်ထန်နေသည်လူတွေကသူ့လမ်းပြီးစကားပြောနေကြသည်ကိုလည်းသူ့နားထဲတွင်ဘာမှမကြတော့ဘူးသူသည်ထွေပြားသောစိတ်တန်တရာ၌သာတဝဲလေလေဖြစ်နေသည်ဤဖြစ်ကြောင့်ထိုချိန်ကယူများယူသွားလျင်တော့ဟုပင်နောက်အခါသူတွေးမိခဲ့သည်ခိုကိုရမရလွင်ပါနေသောစိတ်ကိုသူသည်သတိနှင့်ချုပ်ကာတခြားသောပြဿနာများကိုလွှဲပြောင်းပြီးစူးစိုက်စဉ်းစားပြန်သည်ထိုအခါစရဏဆောင်ရလာသည်ထိုစရဏမှာမော်လီကျူးများ၏အရွယ်ပမာဏများကိုဆုံးဖြတ်ဖို့နီလန်သစ်ဆိုသည့်စရဏဖြစ်၏ဤစရဏနှင့်ပင်ဇူရစ်တက္ကသိုလ်မှဒေါက်တာဘွဲ့ကိုစုခူးရရှိခဲ့လေသည်နောက်စရဏတစ်ခုမှာအလင်းရောင်နှင့်ပတ်သက်သောရှုပ်ထွေးနှဲ့ပုံများနှင့်ဘာလင်တက္ကသိုလ်ပါမောက္ခမက်ပလင်ဤရူပဗေဒသဘောတရားတော်လှန်ရေး theory ဖြစ်သော quantum theory ကိုရှင်းထုတ်လိုက်သည့်စရဏဖြစ်လေသည် plug သဘောတရားအရာရှေးရလူများယူဆတဲ့ကဲ့သို့အလင်းရောင်ကြီးသည်လိုင်းများအဖြစ်ပြန်လှန်လာသည်မဟုတ်ကွန်တာခေါ်မြူမုံအိတ်ကလေးများအဖြစ်လာခြင်းသာဖြစ်၍ယင်းကွန်တာတစ်ခုစီတွင်တတ္တိအရေးအတွက်အတိကျပါသည်ဟုဆိုလိုသည်အိုင်စတိုင်းကိုဤသီရီသည်ခုတုံးတစ်ခုဖြစ်နိုင်သည်ဟုယူဆသည်ဤသီရီမှာအတိပြုချက်ရပြီးနေပြီထို့ကြောင့်သူ့ကိုချက်ထွင်မှုသာလိုတော့သည်ထိုအခါသူကအလင်းရောင်ကြီးတန်းတစ်ခုသည်ကွန်တာများအစမပြတ်ဆက်ထားသောယထာရဲတစ်ခုသာဖြစ်ကြောင်းပြောလိုက်၏ထို့ကြောင့်အိုင်စတိုင်း၏နောက်ဆုံးယူဆရေးသားချက်တွင်ပေါ်လာသောအခါရှေးကအလင်းရောင်ကြီးသည်လိုင်းဖြစ်တာသွားနေသည်ဟုယူဆသောသိပ္ပံပညာရှင်များကတည့်ရပြုကြ၏သို့သောသူ့ theory နှင့်တကွအဆိုပါအလင်းရောင်မြူကြီးမုန်တုပ်ကလေးများကိုအိုင်စတိုင်းထွင်၍ခေါ်ထားသောအမည်ဖိုတွန်းဆိုသည့်အမည်ပါဝင်ကြွားလျက်ပင်တည်ရှိနိုင်ခဲ့၏
ဖိုတိုမိုဖော်တိုခဲ့သောဤစရဏဆောင်နှင့်ပင်အိုင်းစတိုင်းသည်ရူပဗေဒပညာရှင်အကျော်မော်ကြီးဖြစ်ထိုက်ပေသည်ဤစရဏတွေချီးမွမ်းမြောက်စားဩဘာပေးမှုများကိုလည်းခံစားရပါ၏သို့သော relativity ကိုမမွေးထုတ်နိုင်သေးမချင်းတော့သူ့အနေဖြင့်အိပ်ပျော်နိုင်အောင်မည်မဟုတ်ချေဘယ်အောင်မြင်မှုကိုမှလည်းအောင်မြင်မှုတည်းအစစ်မှန်ရဲ့လို့မှတ်နိုင်တယ်ဝင်းမည်မဟုတ်ချေစိတ်ပြက်လက်ပြက်နဲ့သူသည်ဗန်းမြို့နီးပတ်ဝန်းကျင်မှလေတော့ရာတော့တဲ့သူလျှောက်သားမိရုံးမှလည်းခွင့်ရအားယူထားသည်မီလီဘာကလည်းသူကူညီနိုင်တော့တင်ချာတွေကိုကူတွက်ပေးသည်သို့တော့စံတစ်တီထွင်ကြံစီဖန်တီးရမည်အတွေးသည့်အမြင်သစ်တွေစိတ်ဝင်ပြီးသူ့ခေါင်းထဲဝင်လာအောင်တော့ဘယ်သူမှမကူညီနိုင်ပေတညနေရုံးမှအိမ်ပြန်လာစဉ်သူနဲ့တူမစ္စတာဘက်ဆိုလည်းလိုက်ပါလာသည်မစ္စတာဘက်ဆိုသည်သူ့ပြဿနာကိုအတွင်းသည့်တယောက်ပင်ဖြစ်၏လမ်းတွင်ကြုံအောင်တွေတော့ပိတ်ဆို့နေပြီဗျာဒီ theory တစ်ခုလုံးကိုစွန့်လွတ်လိုက်ဖို့ကြုံဆုံးလိုက်ဖြတ်လိုက်ပါပြီဗျာဟုအိမ်လေကားရင်တွင်ရက်ကစိတ်အားငယ်စာနဲ့ပြောမိသည်ဤကဲ့သို့စိတ်လျှော့လိုက်သည့်ညတွင်တညလုံးစိတ်အုံနောက်ညကိုအနာမပြေပဲအပြင်းထန်ကိုယ်ပန်းစိတ်ပန်းလောက်ခဲ့ရမှအတန်တသာသွားသည်ရင်းသို့အပန်းပြေသွားသည့်ညမှာပင်ပျောက်နေသောအစုံလေးသည်သူ့နေရာသို့ကျသွားသည်နှင့်အုံနောက်လန်းတည့်သွားလေတော့သည်ထိုညမှာပင် relativity ကိုဖားမြင်သဖြင့် relativity သရုပ်သားသည်ဤကဘာသို့ပွင့်ပေါ်လာခဲ့လေတော့သည် relativity theory ကတဘာဝတရားကလုံးကျုံစွာဖုံးကွယ်သိသိထအားလျှို့ဝှက်ကြီးတရားသားလျင်ဖြစ်ပေရာကဤလျှို့ဝှက်ချက်ကိုမှန်ဘလူးနဲ့ကြည့်လို့လည်းမမြင်နိုင်ကြားလည်းမကြားနိုင်ထိတွေ့ခြင်းကြီးလည်းမရနိုင်ပြီဤသဘောတရားဤနည်းနည်းစမ်းကြသောလျှို့ဝှက်ချက်ကိုလူသားဤတီထွင်ဖန်တီးနိုင်သောစီညင်ချင်းဉာဏ်ဖြင့်သာတွေ့ထိနိုင်လေသည်ယခုတော့အိုင်းစတိုင်းသည်သူ၏ကြံစီဖန်တီးနိုင်သောစွမ်းရည်တတိတူကြီးကိုအထင်ရှားပြနိုင်ခဲ့ကြပြီဘဝင်လည်းကြာလိမ့်မည် relativity theory တဘာဝလောက၏အညမညဖြစ်စဉ်သဘောတရားတည်းဟုသောကျေပြန့်သည့်အခြေခံမူကြီးကိုသူ၏ထမျက်လာသောထိုးရင်းဉာဏ်ဖြင့်တွေးခေါ်မျှော်မြင်၍ပေါ်လွင်ထင်ရှားစီပြီးသောအခါထိုအခြေခံမူပေါ်တွင်တည်၍ရုပ်တိစဉ်ရာတွေ့ယူရသောသူ၏လောကအမြင်စနစ်ကြီးကိုတိုးတက်ကြံစီတည်ထောင်ယူခဲ့၏တင်ချာအတွက်ချက်များနှင့်ပွားယူသောသဘောတရားများအချောကန်ကြီးသည့်အထိရက်တတငါးပတ်ခန့်ကြာသည်ကိစ္စဆောင်ရွက်ဖွယ်ရာအလုံးလည်းပြီးရောသူခန္ဓာကိုယ်သည်ရဲရဲသာကြံတော်သည်ဤသဘောတရားကိုသိပ္ပံမဂ္ဂဇင်းတိုက်သို့မပို့ရသေးမီမှာပင်သူသည်အိပ်ရာထဲတွင်ဘုံဘုံတဲလေတော့သည်အိုင်းစတိုင်းသည်အင်အားကုန်ခန်းအလုတ်ပန်းပြီးအိပ်ရာထဲတွင်နှစ်ပတ်ခန့်ထဲခဲ့သည်ထိုအချိန်တွင်မီလီဘာကကြံသောဆောင်ရွက်ဖွယ်ကိစ္စများကိုအပြည့်သားဆောင်ရွက်သည်အထက်ထခါကပြန်စစ်သည်အလုံးချုံမောပြေပြတော်မှမီလီဘာသည်အိုင်းစတိုင်းအားမွေးထုတ်ခဲ့သော relativity သရုပ်သားကိုရူပဗေဒမဂ္ဂဇင်းတိုက်သို့စာရိုက်မှပို့လိုက်သည်ဒီခါရေးလိုက်တဲ့စရံကတော့အကောင်းဆုံးပဲဟုမီလီဘာကသူ့ချစ်သောအဘအားပြောပြသည်1905ခုနှစ်အလယ်လောက်တွင်အိုင်းစတိုင်း၏ relativity ကိုရူပဗေဒမဂ္ဂဇင်းတွင်ပထမဆုံးပုံနှိပ်ဖော်ပြခဲ့သည်ထိုစရံ၏အမည်မှာလှုပ်ရှားနေသောရုပ်ဝတ္ထုဆိုင်ရာ electrodynamic သဘောတရားဖြစ်သည်မဂ္ဂဇင်းစာမျက်နှာ30ရှိရာအကိုအကာကျန်စဉ်အောက်ခြေမှတ်ချက်တစ်စုံတရာမပါအစအဆုံးထိပင်ကိုအတွေးမြင်တတ်တဲ့ဖြစ်ပေတော့သည်အိုင်းစတိုင်းဒီဟူသောတာမန်လူဒန်းကစင်ရသာစရိစကြီးတယောက်ဤမီသောလောကအမြင်တရားကိုအစမ်းတကျတင်ပြနိုင်စေကရုတ်တရက်ဤကြီးကျယ်သောလှုပ်ဆောင်အောင်မြင်ချက်အတွက်ဂုဏ်သတင်းကိုရဖို့မလွယ်ထို့ကြောင့်လဲ relativity ထွက်ပေါ်လာစတွင်လူအများသည်ကမ္ဘာပေါ်ရှိပညာရှင်များကိုစိတ်ဝင်စားအောင်ဟိုးလေးတကြောချီးပမြောက်စားအောင်မလုပ်နိုင်ခဲ့သေးပေသိပ္ပံမဂ္ဂဇင်းဖတ်ပရိသတ်များကမဖြစ်နိုင်တဲ့ယုံနှံစကားတွေပါဗျာအလကားတမားကုန်ပြလုပ်နေတာပါဟုဝေဖန်ခဲ့ကြသည်အိုင်းစတိုင်းသဘောတရားများသည်
ထိုခက်ကရှိနှင့်ပြီးရူပဗေဒပညာဆိုင်ရာအယူဆသဘောတရားများအလုံးတဲ့တူတက်သည်ရှေ့သို့ရောက်သည်ထိုတဲ့ပူ၍ထူကြသည်မှာတဘာဝလောကဖြစ်စဉ်ကိုဖော်ပြသည့်သူ့သဘောတရားတွေထဲမှာစိတ်ပိုင်းတွေပါနေသည်တင်ကနုပတ္တိညာဇင်သဘောတွေဝိထုတို့၏တရားကိုထုတ်ယူခြင်းစိတ်စသဘောတွေပါနေခြင်းဖြစ်သည် Maplet နဲ့အပေါင်းပါများကတော့ပထမဆုံးအနေနဲ့ relativity စံပြခန္ဓာပုံကိုနားလည်သဘောပေါက်ကြသည် relativity ကိုလူသိများအောင်လုပ်ဖို့ကြိုးစားကြသေးသည်အိုင်စတန်၏သဘောတရားများကိုတာမန်ဉာဏ်အဆင့်လောက်နဲ့စဉ်းစား၍မရလိုက်လို့မမီနိုင်သူဆိုလာကြသည်ပြီးတော့သူ့အတွေးသူ့မြင်နေသည်သူ့လိုငါလိုထမင်းစားရည်သောအတွေးမြင်များတမယိုးကြအယူဆများနဲ့လည်းကိုက်ညီနေမဟုတ်ကြောင်းယခုခေတ်တွင်လူတွေမှာအပြုသဘောကိုလိုက်တဲ့တန်မြဝါဒကိမဲ့နေကြောင်းဖော်ပြလာကြသည်ခက်တာခုခေတ်လူတွေမှာကိုယ်ပိုင်ခွင့်ရေးလည်းမရှိဘဲနဲ့ဘယ်ကိစ္စမျိုးမဆိုအဟုတ်အဟဆွဲယူပြောဆိုတတ်တာတော့အဆိုးဆုံးပဲဟုတွေးခေါ်ရှင်တူကဆိုခဲ့တယ်လို့ဖြစ်နေကြောင်းမက်ပလက်အဆိုရဆိုလျင်လူတွေ၏အုံနောက်ထဲကို relativity စိတ်ဝင်ဖို့အတွက်လူအသက်နှစ်ပေါင်း100ကြာအောင်မြည်ထင်သည်ဟုဆိုခဲ့လေသည်မဂ္ဂဇင်းတွင်ပါသောအိုင်စတိုင်း၏ဆောင်းပါးကိုဗန်မြို့နေသူ့အပေါင်းအသင်းများကတတိထားလေ့လာမိကြသည်တို့ရတွင်ရွာမြက်ရွာနွားမစားဆိုပြီးတကယ်တော့သူလိုစက်ပစ္စည်းစီမူကလေးတယောက်ကကြီးကြီးကျယ်ကျယ်ရေးလိုက်တော့ဤလောကအမြင်သဘောတရားကြီးကိုချက်ချင်းလက်ခံလို့စိမ့်မရှိကြညနေရုံစင်းကြီးရုံအားကြီးကော်ပီဆိုင်တွင်စုံသောအခါအိုင်စတိုင်းကတစ်ဖက်ကျန်လူများတစ်ဖက်အငင်းပွားကြလေတော့သည်အထူးသဖြင့်သူတို့စင်ကြီးတက်ကြသည်မှာအိုင်စတိုင်းတင်ပြသောတတ္တိကိုဖော်ထုတ်သည့်သင်္ချာညီမျှခြင်း E = mc square ပဲဖြစ်သည်ရှင်းမှာတတ္တိသည်လှုပ်ရှားနေသောပစ္စည်း dress ကိုအလေးရောင်သွားနှုံးအလျင်ဤနှစ်ထပ်ကိန်းပင်ဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်ဤတွင် M သည်လှုပ်ရှားနေသောအရာဝတ္ထု C သည်အလေးရောင်သွားနှုံးအလျင်အကြမ်းမြေအလေးရောင်သည်တစ်စက္ကန့်လျင်မိုင်ပေါင်း 186,000 သွားသည်တတ္တိတစ်ခုညီမျှရှိမည်ကိုပစ္စည်းထုအလေးချိန် M နှင့်C square နှစ်ထပ်၎င်းတို့မှာ C square ညီမျှခြင်း3မြောက်10ထပ်10 square နှင့်ညီမျှပါသည်ကော်ပီဆိုင်နှင့်စုံကြသောမိတ်ဆွေများကစောရတက်ကြသည်ခမရဲ့သဘောတရားကကြောက်ပြီးသွေးတုံးလေးတုံးကိုတတိဖြစ်ကြောင်းလဲလိုက်လို့ရှိရင်ရလာတဲ့အားဟာပါရှန်ကွန်မြူနတီမြင့်တက်ကြီးတရားလောက်ထက်တောင်မှအားကြီးဦးမယ်လို့ဆိုလိုထားတယ်ဒီလိုသာဖြစ်ဦးမှန်ရင်ရှေးရလူတွေဟာဒါဟုဘာကြောင့်မသိခဲ့ကြတာတော့ဟုမေးကြတယ်ဒီလိုရှိပါတယ်သဘောကတော့တိတ်ချမ်းသာတယ်လို့အများမှတ်ထားတဲ့လူတယောက်ဆိုတော့ဒီလူဟာပိုက်ဆံတပြားလီတောင်းမှဘယ်တော့မှမထုတ်မတော်ဘူးဒီတော့ဒီလူမှာပိုက်ဆံတကယ်ရှိတယ်မရှိဘူးဆိုတာလည်းမသိဘူးဘလောက်ချမ်းသာတယ်ဆိုတာလည်းမသိကြသလိုပေါ့သဘောကဒီအတိုင်းပါပဲအရင်တော့မသိခဲ့တာတတ္တိဆိုတာအပြည့်မှာထုတ်ပြထားတယ်လို့မြင်သာတဲ့ကိစ္စမဟုတ်ခဲ့ပဲသူကဖြေသည်ကဲဒါဖြင့်ခမရတော့ဒီလိုပုံရှိုးဖုံးကွယ်နေတဲ့အားသဘောကိုဘယ်လိုလုပ်ပြီးဖော်ထုတ်ပြသနိုင်လဲထပ်ရွေးရပြန်တယ်အစအစုဒီတတ္တိကိုပြဖို့နိုင်ဖို့ရာအရေးလက္ခဏာဆိုလို့ဘယ်မှာမှမတွေ့ခဲ့ပါဘူးဆိုလိုတာကအနုမြူကိုစိတ်ထဲတင်ပဲခွဲစိတ်ကြည့်ရတာပေါ့ဒါပေမဲ့ဒီလိုလုပ်လို့ဖြစ်နိုင်စရာအရေးနမိတ်ဆိုလို့လဲဘာမှမရှိရတာတော့မှန်ပဲအနုမြူမုံတွေနဲ့အစိတ်စိတ်မွာမွာကွဲပြားနေခြင်းသဘောကိုတော့တဘာဝတရားကိုယ်တိုင်ကပေါ်ထုတ်ပြတာဖြစ်လို့မြင်ရပါတယ်ဥပမာဆိုလို့ရှိရင်အလင်းရောင်ကြီးဆိုတဲ့ဟာမျိုးပေါ့ဗျာအလင်းရောင်ကြီးရဲ့လှုပ်ရှားဖြစ်ပေါ်မှုဆိုတာအနုမြူလေးများပေါက်ကွဲပြီးအစိတ်ပိုင်းလေးတွေဖြစ်သွားတဲ့အဆင့်ပေါ့တနည်းဆိုတော့ပေါက်ကွဲတဲ့အနုမြူလေးရဲ့အစိတ်ပိုင်းများဆက်သွားတဲ့အစဉ်ဒါမှမဟုတ်အစဉ်လိုက်ဖြစ်ပေါ်မှုလို့လဲဆိုနိုင်တာပေါ့အိုင်စတိုင်းကစိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်တတ္တိနဲ့ပတ်သက်သောသင်္ချာညီမျှခြင်းကိုအိုင်စတိုင်းသည်အလင်းရောင်ကြီးကိုလက်တွေ့စမ်းသပ်ရာကရလာခြင်းပဲလို့ဟုအခြားသူများကသိကျင်လာသည်သို့သောအိုင်စတိုင်း၏ဖြေကိုကြားသောအခါသူတို့မှာအံ့ဩခြင်းမကအံ့ဩရသည်အိုင်စတိုင်းကသူသည်
ဓာတ်ခွဲကန်းသူမဝင်ဘူးဒီမှာနှစ်တော်ကြပြီဟုဆိုလိုက်တယ်ဒါဖြင့်ခမရဲ့ relativity ဆိုတာစိတ်ကူးရင်တာပေါ့ဒါလက်တွေ့မှာမဟုတ်ပဲခမစိတ်ကူးပြီးညင်မဲ့ထားတဲ့စိတ်ကူးရင်အိမ်မက်ကြီးတစ်ခုပဲဘာအသုံးကြမှာတော့တကယ်ရူပဗေဒပညာရှင်ဆိုတာလက်တွေ့စမ်းသပ်ရတာအသစ်ဆန်းတွေရှာဖွေပေါ်ထုတ်ကြတယ်အဲ့လိုအသစ်ရှာလို့ရတာတွေကလည်းမှတ်ကြောက်တင်နိုင်ကြတယ်အဲ့ဒီနီးတနည်းပဲရှိတာပါဟုဇောရတကြပြတယ်ထီဘလူလူတော့ခင်ဗျားတို့သိထားဖို့ကအစင်းစင်းပြောင်းလဲတူးတက်လာတာနဲ့များရူပဗေဒပညာဆိုတာစင်ញင်တွေးတောခြင်းကစရတဲ့ယုတ်တိစနစ်တစ်ခုပဲယုတ်တိစဉ်လိုက်စင်ပွားတွေးယူရတဲ့ဒီစနစ်ရဲ့အခြေခံကြသောလောကမြင်ကိုဘယ်လိုတွေ့ကြုံဘယ်ကိရိယာပစ္စည်းနဲ့မှရှာလို့မရဘူးအဲ့ဒီလောကမြင်ရေဘူးရသဘောတရားအခြေခံကိုလူသားရဲ့ထက်မြက်တဲ့ထိုးထွင်းဉာဏ်နဲ့မှရတာဗျအဲ့ဒါမြင်မြင်မှတ်ထားလိုက်ပါခင်ဗျားတို့မျိုးရင်ကြည့်နေပါကျုပ်ရဲ့ဒီ relativity ကတော့လူသားတွေရဲ့အတွေ့အကြုံမှာတင်ပြီးစစ်ကြည့်မလားစစ်ကြည့်ပါစစ်ခံနိုင်ပါတယ်ကြည့်ပါဗျာဟဲ့ကျုပ်ကတော့မှန်ရမယ်ဆိုတာတော့ကျုပ်နည်းနည်းလေးမှတာများမဖြစ်ဘူးဟုနောက်ဆုံးတွင်သူကရေကမောကပြောလိုက်သည်အိုင်စတိုင်း၏ပါရမီကြီးမားပုံကိုပထမဆုံးတည်ကျွမ်းပြီးယုံကြည်လက်ခံသူမှာသိပ္ပံပညာရှင်ကြီးမက်ပလစ်မင်းဖြစ်သည်အိုင်စတိုင်းနှင့်သူတို့လူသည်အချင်းချင်းစာဆက်တယ်လည်းရှိကြသည်အိုင်စတိုင်းထံသို့လော်ရင်ထံမှစာပေများလည်းမကြခဏရောက်လာတတ်၏တို့ရတွင်သိပ္ပံပညာရှင်တိုင်းဝိုင်း၌ relativity တောင်းကိုထိတ်တန်းတင်ပြီးဂရုတစိုက်ဆွေးနွေးမှုမရှိခဲ့ကြသည်relativity ကိုထုတ်ဝေပြီးနောက်နှစ်နှစ်တိုင်တိုင်းသူ၏လက်ရှိအလုပ်မှာပင်ဆက်လက်ပြီးဗန်းမြို့မှာပဲနေထိုင်နေလေသည်သူ့လုပ်ကလေးကိုပင်သူညံလို့သည်သူကိုယ်တိုင်လည်းတနေ့နေ့တွင်ထိုက်ထိုက်တန်တန်ဆက်မျိုးတစ်လုံးတီထွင်နိုင်ရန်ရှိမှန်းထားသည်သို့တော့အိုင်စတိုင်းမှာသူ့လက်များဖြင့်တကယ်တမ်းလောက်ကင်ကြည့်တော့စိတ်ပြက်လက်ပြက်ဖြစ်ရသည်တကယ်တော့သူကသဘောတရားရေးရာရူပဗေဒတွေးခေါ်ရှင်သားဖြစ်သည်ဒါကိုပဲမီလီဘာကကြိတ်ပြီးတော့ကြာနေပြီလေသည်1909ခုနှစ်စံတွင်ဇူရစ်တက္ကသိုလ်ညွှန်ကြားရေးမှူးကအိုင်စတိုင်းအားတတိထားမိလာသည်ထို့ကအိုင်စတိုင်းအားယာယီကတိကလာကမရပဲခံပြီးသင်တော်ကြောင့်တွေ့ရတဲ့လက်ထောက်ပါမောက္ခရာတို့ခန့်ရန်ရည်ရွယ်ပြီးအလုပ်ပေးသည်ဇူရစ်တက္ကသိုလ်ကပြီးသောအလုပ်ကိုအိုင်စတိုင်းကညှင်းပယ်လိုက်သည်လာကမရသောအလုပ်ကိုသူ့အနေနဲ့ဘလောက်ကောင်းကောင်းမလုပ်နိုင်ထို့အခါအိုင်စတိုင်း၏မိတ်ဆွေဖြစ်မှုသည်ဒေါက်တာဟင်ရစ်စင်ကာကအဆိုပါယာရုမျိုးကိုဇူရစ်တက္ကသိုလ်တွင်လက်ခံစေကဗန်တက္ကသိုလ်တွင်လက်ခံရန်တိုက်တော်သည်စင်ကာမှာဇူရစ်စေသိပ္ပံဌာနမှုဖြစ်သည်ဗန်တွင်ဤယာရုကိုလက်ခံလိုက်ခြင်းဖြင့်လက်ရှိစက်ပစ္စည်းစစ်ဆေးမှုလုပ်လည်းမထိခိုက်နိုင်သောကြောင့်စင်ကာတိုက်တွန်းချက်ကိုသူလက်ခံလိုက်သည်အိုင်စတိုင်းသည်စင်ကာကိုယုံကြည်သည်တနေ့တွင်ဇူရစ်တက္ကသိုလ်၌သူ့အတွက်တဏှာရအောင်စင်ကာလုပ်ပေးနိုင်သည်တကယ်တော့စင်ကာမလုပ်ပေးနိုင်သောကိစ္စပင်ရှိမည်မဟုတ်ဘူးသူထင်သည်စင်ကာကလူလူတစ်ယောက်ပဲဖြစ်သည်အင်မတန်ထက်သောပညာရှင်တစ်ယောက်လည်းဖြစ်သည်သူ၏ဆူရှထမြက်သောနှလုံးမျက်ဖန်တတ်ထားသောနှကမ်းမူ၏တည်တဲ့ခိုင်မာသောမျက်နှာပေးတို့သည်အလွန်ဆွဲဆောင်မှုနှင့်ဩဇာရှိသူနဲ့တခါစကားပြောမိလေထိုစကားကိုတလုံးမကြံသူပြန်ပြောနိုင်ရမကပြောဆိုသူ၏အမူအရာကိုပါပြန်ပြောနိုင်သည်စေးဆရာဝန်များသည်များသောအားဖြင့်စေးပညာဘာသာရတစ်ခုတွင်သာအထူးကျွမ်းကျင်အောင်သင်တတ်သည်စင်ကားမူထို့သို့မဟုတ်ဘာသာရတိုင်းကိုအထူးကျွမ်းကျင်အောင်သင်ခဲ့သည် relativity ကိုတစ်ခေါက်ဖတ်မိကြတဲ့ကစင်ကားသည်သဘောအလုံးကိုနားလည်လိုက်ပြီစင်ကားကတိုက်တွန်းထောက်ခံတာထားစီကပထမပိုင်းတွင်ဗန်တက္ကသိုလ်ရူပဗေဒဌာနကအိုင်စတိုင်းလျှောက်လွှာကိုအရေးတည်မရှိလားထိုအချိန်တွင်1908စရေးကလေးအိုင်စတိုင်းကိုဇေယိတ်ကုန်ကြခံပြီးအော်စတြီးယားနှင့်အီတလီပြည်တို့တွင်ရူပဗေဒကွန်ရက်များကိုနှစ်ကြိမ်နိုင်ဖိတ်ခေါ်ခဲ့ပြီးထိုအချိန်ထိဗန်တက္ကသိုလ်ကလူတွေ၏စိတ်ထဲတွင်အိုင်စတိုင်းကိုအထင်မကြီးကြသေးပြီမကြာမီမှာပင်ရောမမြို့အနီးတီဘော်လီဒေသရှိရှေးဟောင်းသမိုင်းဝင်ပစ္စည်းများကိုလေ့လာရင်း
လော်ရင်နှင့်အချိန်တော်ကြာဆွေးနွေးခဲ့ကြသည်ဆိုသောသတင်းသည်ဘန်တက္ကသိုလ်သို့ရောက်လာလေသည်ထိုချိန်ကမူအိုင်စတိုင်းသည်သူ၏သီအိုရီကြောင့်ကိုသိပ္ပံပညာဓာတ်များအားလက်တန်းဟောပြောသွားကြောင်းလည်းသိရသည်ထိုအခါမှမခေါ်ခြင်းမဲ့အိုင်စတိုင်းအားတက္ကသိုလ်သို့ခေါ်ယူရလေတော့သည်ထိုတော်တွင်မှပင်အိုင်စတိုင်း၏ဆရာတော်ဖြစ်ခဲ့မှုသောဟာမင်မင်ကော့စကီယာလည်းအိုင်စတိုင်းတင်ပြသောကာလဌာနမြင်ကိုလူသိများလာအောင်ကြိုးစားအားထုတ်ခဲ့လေသည်ဒီချိန်ကစားပြီးအချိန်ကာလဆိုတာတခြားနေရာဌာနဆိုတာတခြားဆိုတဲ့အယူဆပြပြဲပြီးဒီနှစ်ခုလုံးပေါင်းနေတဲ့အယူဆသာရှင်းလာခဲ့ပြီအချိန်ဒီဌာနတစ်ခုဖြစ်လာပြီးအာကာသထဲမှာရခင်ကဌာန၃ခုသာရှိတယ်လို့ယူဆတဲ့နေရာမှာအချိန်ဟာအခုဌာနတစ်ခုဖြစ်လာတော့စရုပ်ထဌာနဖြစ်လာပြီဟုမင်ကောစီကထုတ်ဖော်ပြောဆိုလိုက်သည်ဤသို့ပြောဆိုပြီးနောက်မကြာမီပင်မင်ကောစကီကွယ်လွန်နေဆာရောက်သွားသည်သူနေဆာရောက်ခါနေတွင်ခုလို relativity ကိစ္စလာတဲ့အချိန်မျိုးမှာငါအသက်ရှင်ရတော့တာကိုတော့အင်မတန်ဝမ်းနည်းမိတယ်ကွယ်ဟုတပည့်များအားပြောခဲ့လေသည်တက္ကသိုလ်ရောက်ပြီးပထမဆုံးစာပေပို့ချသောအခါသူ့တန်းသူလူနှစ်ဦးသာတက်ရောက်လာတော့တယ်ထိုနှစ်ဦးမှာသူ့တငယ်ချင်းဘတ်ဆူနဲ့ဂျင်းနာရာရှိငယ်တူဖြစ်သည်အခြားသူများအမှုတင်နှမ်းများစတော့ကြောင်းဖွင့်ငိန်ကြမှာတက်လာသည်သို့တော့ဘယ်သူမှကြာထိုင်ပြီးနားမထောင်ကြအချိန်တစ်ဝက်လောက်ရောက်လျင်ထားပြန်ကြသည်တညတွင်ဇူရစ်တက္ကသိုလ်မှရူပဗေဒပါမောက္ခဖြစ်သူကလီနာသည်အိုင်စတိုင်းသင်ကြားပို့ချပုံကိုလေ့လာရန်ရောက်လာသည်နောက်တော့ခါကလီနာကပြောသည်အိုင်စတိုင်းတန်းကိုတဲပြီးနားမထောင်ကြတာလည်းမပြောနဲ့တယ်သူကဘာမှသင်တာမဟုတ်သူပြောဟောနေတာတွေကသူစိတ်ဝင်စားတဲ့အကြောင်းအရာဆုံးပဲပြောရင်ကလည်းအမှားမှားယွင်းယွင်းဖြစ်လို့သူ့ဘာသာသူပြေဟသေးတယ်သူကတော့သူပြောတဲ့စကားတွေနားထောင်နေတဲ့သူတွေဟာဒီမှာအညွှန်းလောက်ပြောပြလိုက်ရင်သူတို့ဘာသာသူတို့လေ့လာယူကြမှာပဲလို့ထင်နေတဲ့သူပါရဲ့အဲ့ဒီနည်းကလူများလက်ခံနေမီးမဟုတ်ဘူးဟုဆိုတယ်အိုင်စတိုင်းအားလည်းသူကတဲ့တယ်ပဲကျွန်တော်ပြောမယ်မစ္စတာအိုင်စတိုင်းကတိကတူအနေနဲ့တော့ခမညာတစည်းမှမကောင်းတာအမှန်ပဲဟုပြပါလိုက်တယ်မှန်ပါတယ်ကျုပ်ကလည်းဇူးရဲမှာပါမောက္ခရာရဖို့ရမတောင်းတာပါဘူးဟုအိုင်စတိုင်းကပြန်ဖြေသည်1909ခုနှစ်မေယာစီတွင် relativity theory ကိုကာလဒေတာသဘောတရားနဲ့ဌာနအာကာသသဘောတရားနဲ့မှာကမ္ဘာလောကကြီးဆွဲဆောင်ခြင်းသဘောအထိတူးချေရန်ကြိုးစားနေသဖြင့်အလွန်အလုံးများနေတယ်တစ်ဖက်ကလည်းဒုတိယမွေးလာသောသားလေးအက်ဒဝတ်၏တရီကန်ဝက်ကိုလဲနေတဲ့အလောက်ကပို့လာသည်ထိုအချိန်မှာပင်ဇင်ကားရောက်လာပြီးအိုင်စတိုင်းသည်ဇူရစ်တက္ကသိုလ်တွင်သဘောတရားရေးသိပ္ပံဆိုင်ရာလက်ထောက်ပါမောက္ခရာကိုရတော်မူဖြစ်ကြောင်းပြောလာသည်သူကတော့အရေးတူလာပြီဇင်ကားပြောသည်ကိုနားထောင်လိုက်သည်စိတ်လှုပ်ရှားမှုတော့တိတ်မရှိသူတငယ်ချင်း Frederick Adler သည်ဇူရစ်တွင်လာစာမဲ့ကတိကလုံနေသည်ကိုသူသိသည်ဖြစ်ထိုက်သည့်အတိုင်းအဒလာအားပထမယာရူတိုးမြင့်ပေးဖို့ကိုသာသူတိုက်တွန်းကြပေးလိုက်သည် Frederick Adler သည်အိုင်စတိုင်းကြောင့်ကြာသွားသည်သူ့မှာအခြားဝင်ငွေလမ်းလည်းရှိသည်ဆိုရှယ်လစ်ဝါဒကိစ္စအတွက်ဆောင်ရွက်ဖွယ်များလည်းရှိသေးသည်ဖြစ်သောကြောင့်အိုင်စတိုင်းကိုပင်ထိုယာရူ၌ခံပေးပါရန်အဒလာကဆိုင်ရာသို့အကြောင်းကြားလေသည်အိုင်စတိုင်းအသက်30ပြည့်သောနှစ်တွင်စိတ်မပတပါနဲ့ပင်ဗန်းမာဇူးရစ်သို့ပြောင်းလာခဲ့ရသည်ကျောင်းမှာအလုပ်အားသည့်ချိန်များတွင်ကလေးတစ်ယောက်ကိုတွန်းလဲပေါ်မှာတင်သူရှိရာကလေးဆောင်ပေါ်တွင်စောက်တို့ကိုဖွင့်ပြီးတွန်းလျက်နေသည်ကိုမကြာခဏတွေ့ရပါသည်သူ့တွင်း၌ညံစင်တက်လာသောသူ့အဆူဇန်သမပဝင်စားလာသောအခါသူသည်ဘယ်ရလို့မသိတော့ကလေးကိုတွန်းလဲပေါ်တွန်းကရုပ်မှမိုင်မောင်းများစွာဝေသောနေရာထိရောက်သွားတာသည်ကြံချိန်များတွင်တော့စကားစမြည်ပြောဆိုပျော်ပျော်ရွှင်ရွှင်နေ၏တခါနို့တဲ့ကလေးပဲဖြစ်ဖြစ်တက္ကသိုလ်အုပ်ချုပ်ရေးမှုပဲဖြစ်ဖြစ်လမ်းပေါ်၌ပင်ရပ်ပြီးပဲစကားပြောလိုက်သည်ဘယ်သူနဲ့ပဲစကားပြောသူ့ဟန်ပန်အတန်အနေထားအမှုရာတွေကမပြောင်းတမျိုးတည်းဖြစ်နေသည်တနေ့တနိုက်ဇင်ကားသည်တက္ကသိုလ်သို့တုံလီနဲ့ရောက်လာသည်သူသည်အိုင်စတိုင်းနှင့်တွေ့ဆုံဆွေးနွေးရန်အိမ်ထဲသို့တွားခဲ့သည်သူခန္ဓာကလည်းမင်းတို့မချပဲပွင့်နေသည်တ
သူသည်အခန်းထဲသို့ဝင်သွားသည်ကလထိုင်လုံးပေါ်တွင်ခြေပြစ်လက်ပြစ်ထိုင်တာအသက်မရှိတော့လေဟန်တောင်းတောင်းကြီးဖြစ်နေအခန်းပတ်လေဗရင်မောက်မှန်ကားများကိုလည်းပိတ်ထားသည်အဲကမှာအနွေးတက်ပြီးသောမိဖို့ကကာဗွန်နိုဆိုက်မိဟုများသည်တခန်းလုံးမော်နေသည်ဇင်းကားသည်အခန်းကားများကိုကမန်းတကန်ရှောက်ဖွင့်လိုက်ပြီးအိုင်စတိုင်းအသက်ရှိမရှိခေါင်းကိုလှုံလို့လိုက်သည်ထိုကမှအိုင်စတိုင်းမျက်လုံးများပွင့်လာပြီးသူသည်အတွေးနဲ့နေကြောင်းပြောပြသည်ဓာတ်ပီတာပေါမောက်ကတူဖြစ်သူဒေးဗစ်ရိုက်ချင်စတိုင်းကလည်းအိုင်စတိုင်းကြောင့်ဒန်နာရီလိုဇလန်ကိုပြောပြလို့သည်သူအိုင်စတိုင်းဤသို့ကြောက်တော့ခါအိုင်စတိုင်းကရောမှာအပြင်သွားနေတဲ့ဖြစ်၍အိုင်စတိုင်းကကလေးများကိုကြည်နေသည်အိမ်ကားမကြီးကလည်းဖွင့်လို့ကျမ်းပြင်ကတော့စေးကြောပုတ်တိုက်ထားတာ6တောင်မှမ6သေးဘူးကျွန်တော်ကလေအိုင်စတိုင်းခန်းထဲကိုဝင်သွားရောလာသူကဟိုမှာတွေးခေါ်ရှိကြီးလို့အတွေးထဲမှာနစ်နေတာ哦သူလက်တစ်ဖက်ကတော့ကလေးတယောက်ကိုထည့်ထားတဲ့စောင်းမန်းကိုလွဲလို့ကျန်တဲ့တစ်ဖက်ကတော့စောက်ဖွင့်ပြီးကြိုက်လို့ဒီချိန်မှာသူ့ပါဇက်မှာကြိုက်ထားတဲ့ဆေးတွေကလည်းကြိုက်ထားလွန်းလို့ကြည်မွပြီးရွံစရာကြီးပါပဲမိဖို့တယ်မလဲမိနဲ့မိကူနဲ့လုံးနေတာပဲဘယ်နဲ့ဒီပုဂ္ဂိုလ်ဟာဒီလိုဘွားမျိုးမှာနေလဲနေနိုင်တယ်မပြောရတော့ပါဘူးခုရိုက်ချင်စတိုင်းကပြောပြတယ်ရိုက်ချင်စတိုင်းဒီတကယ်ပညာရှင်အတွေ့အကြုံသမားတယောက်ပဲဖြစ်တို့ပါလေရဲ့သူကပင်အိုင်စတိုင်းကိုခေတ်သစ်စုဂရီတီတယောက်ပဲဟုမှတ်ချက်ပေးသည်သူနဲ့စကားပြောဆွေးနွေးရသည်မှာလဲစိတ်ဓာတ်တက်ကြပဲရှိလာ၏သို့တော့အိုင်စတိုင်းစေးလိတ်ကြိုက်ပုံကိုကြည့်ပြီးသူ့မှာစိတ်ကုန်မိသည်တခါတလေများစေးလိတ်တူကိုပါဇက်တော့ဘယ်ညာရွှေပြောင်းသွားနေပုံကပင်သူ့ကိုညှို့ထားလို့ဖြစ်နေသည်တခါလေနှစ်ယောက်သားမြို့စွန်တောပိုင်းညီလန်းပေါ်တွင်စကားပြောရင်းလမ်းလျှောက်သွားကြရာကြိုက်ထားလုံးသောကြောင့်အရင်ပိုင်းပွားပြီးတီများနဲ့ဆွဲနေသောစီလိတ်တို့သည်အောက်သို့လွတ်ကျသွားရာဖုံပေါ်ကြသဖြင့်မင်းနှိပ်ဆက်ကူကမင်းကိုဆုပ်ယူလို့စီလိတ်တို့ဖယ်ပိုင်းကဖုံများကိုဆုပ်ယူလိုက်သည်ဖုံထဲလူနေသောစီလိတ်ကိုနှမျောတတသာဖြင့်အတန်ကြားသူရကြည့်နေပေသည်ခြေမနှောက်နဲ့မင်းနင်းချလိုက်တော့မြည်ပြီဒီမှာစိတ်ပြောင်းသွားသလားမသိစီလိတ်တူစက်နဲ့ပြန်ကောက်လိုက်သည်ဖုံလုံးနေသောဖယ်ပိုင်းမှဖုံများကိုလက်နဲ့တုတ်ခါပြီးပါဇက်ထဲပြန်ကုန်လိုက်လေတော့သည်ခမရပါဇက်ထဲဘူးတွေဝင်ကုန်ပါပေါ့ဗျာရိုက်ချင်စတိုင်းကအလန်ကြားဆိုလိုက်သူကတော့ဟမ်မပြက်ကိစ္စမရှိပါဘူးရာဟုအမှုမထားပဲဆိုလိုက်လေသည်အိုင်စတိုင်းကလူတစ်မျိုးသားဖြစ်သည်ထုံးစံတို့အစင်လာတို့အများလို့တစ်ဖြင့်လိုက်လို့ရသည့်အလုံးမျိုးကိုလည်းဂိမ်းမဆိုင်သူလှုပ်ချင်လို့လှုပ်သည်နေတတ်တယ်လို့နေသည်ဇူရစ်ကလူများသည်ပွဲလန်းသဖြင့်သွားသောအခါ၌ခြေမျက်စိထိအုပ်သောဘောင်းမီရှည်မျိုးဝတ်တတ်ကြသည်သို့သောအိုင်စတိုင်းသည်ဒါရီကိုဂိမ်းမဆိုင်ရုပ်ရှင်ပြဇာတ်သို့အိမ်မတဆင်သွားသည့်အခါများမှာမီလီဘာကပြင်ဆင်တိုက်ချုပ်ပြီးသောကြောင့်တတ်နိုင်ရှင်ရှိပါသည်တို့ရတွင်တခါအိုင်စတိုင်းသည်ရုပ်ရှင်ရုံသို့ကြောင်းမတဆင်အိမ်မပြန်တော့ပဲတားလာသည်ဒီအခါများတွင်သူ့တကူလုံးညစ်ပတ်နေလေတော့သည်ကြောင်းမလာပြီးရုပ်ရှင်ရုံမှာစုံကြရာသူ့ဝိစားများမှာတွန်းခေါက်ကြည်မွနေလေရုပ်ရှင်ရုံထဲတွင်သူစားဖို့ဆိုပြီးမီလီဘာကပေါင်မုံတန်းညက်ကလေးဘာလေးတွေကိုရုံထဲသို့တိတ်ခွေးတင်းယူခဲ့သည်မီလီဘာခမညာအစားတောက်တွေကိုရုပ်ရှင်ထဲသို့တိတ်ခိုးသွင်းကြရသည်ကိုနားမလဲသူ့မှာအရေးသုံးပါးနားလည်သည်မရှိအားလချိန်တွင်ပါဇက်ထဲပေါင်မုံကြီးနဲ့လာသမျှလူတွေကိုလိုက်လံနှုတ်ဆက်နေပြန်သည်သူကလူထူးလူဆန်းဒီလိုထူးခြားချက်နားကြောင်လားမသိပါမောက္ခအသစ်ဖြစ်တော့လေကျောင်းသူကျောင်းသားများကသူ့ကိုသဘောကျကြသည်ပြီးတော့ဇူရစ်ရောက်မှဗန်းမြို့တော်ကနေမတူစာပြဖို့တင်ကြားပို့ချပုံကတိတိတသာပြောင်းလဲတိုးတက်လာသည်ဗန်းမတော်ကဆိုရင်တော့ညမှသာစာပေတင်ကြားပို့ချပြီးအတမ်းမှန်တက်သောကျောင်းသားများနဲ့လည်းအဆက်ဆက်မလုပ်ခဲ့ရခုဇူရစ်ရောက်မှသူ့တင်တန်းဆိုရင်ကျောင်းသူကျောင်းသားများအခမ်းမဆန့်အောင်ပဲတူဝေတက်ကြသည်သူကလည်းအရင်တုန်းကပြပုံတပုံဟန်မျိုးမဟုတ်တူတက်လာနေပြီစာပြသည့်အခါခြေဟန်လက်ဟန်ကိုအများဆုံးထုတ်တော့မှာကပရိသတ်အကြိုက်နှစ်ချိုက်စရာဖြစ်အောင်ဆိုပြီးသူကလည်းသူ့စိတ်ကူးညံစမ်းလေးတွေကိုထုတ်ပြသည်တင်တန်းတစ်ခုတွင်ဟောပြောပို့ချသည့်အခါရခင်ကလိုစိတ်ကူးရောက်ရာအကြောင်းအရာမျိုးစုံကိုမပြောတော့အဓိကပြဿနာတစ်ခုကိုတီးကြကြယူပြီးရင်းချက်ကိုပင်အားလုံးနားလည်အောင်အ
သွဲတဲ့အလှဲ့လဲစိတ်ဝင်စားတဲ့ပြောပြတာ၏ဒီလိုတတ်နိုင်များရှင်းအောင်ပြောပြီးတိုင်းတာမန်ညာဆင်းလောက်တာရှိသောကျောင်းသားများမူသူ့ကိုလိုက်လို့မသိသူပြောသမျှမငုံမိကြညာရည်ထက်သောကျောင်းသားများဖို့တော့မှတ်သားစရာတွေတပုံကြီးတစ်ချိန်တည်းမှာပင်သူ့စီကရလိုက်ကြသည်ကျောင်းသားများ၏ညာရည်ထက်မြက်ပုံကိုသူကလေးစားသည့်အတွက်သူ့ကိုလည်းကျောင်းသားများကယူသေးလေးစားကြသည်သူစာပြလျင်ခေါင်းထဲသူအတုံးလိုက်တစ်လိုက်ရမယ်တဲ့သူတို့ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်အောင်သူလှုပ်ပြီးမှန်းလေကျောင်းသားများနားလည်ပေါက်သဘောပေါက်နေကြပြီအိုင်စတိုင်းအနေနဲ့တိတိကျကျချမှတ်ထားသောသင်ရိုးတိုင်းမတင်တခြားပါမောက္ခများကိုသာသင်ကြားစေသည်အတန်းထဲမှာတော့သူ့အနေဖြင့် relativity ကိုမတင်မိတ်ဆွေပေါင်းသင်းများက relativity ကြောင်းပြောပြပါရန်တိုက်တွန်းသောအခါမှာဇူရစ်ရှိပျော်ဝဲစားရုံတစ်ခုတွင်ဝိုင်းဖွဲ့ပြီးဆွေးနွေးတင်ပြလေးရှိသည်ယခုဆိုရင်ကမ္ဘာရရရှိထင်ရှားကျော်ကြားသောသိပ္ပံပညာရှင်များနဲ့လည်းအိုင်စတိုင်းသည်စာဆက်သွယ်ပြုကသိပ္ပံပညာပြဿနာကိုဆွေးနွေးလျက်ရှိသည်ထိုသိပ္ပံပညာရှင်ကြီးများကသူ့သဘောတရားတွေကိုလိုက်လိုက်လေးလေးအားပေးထောက်ခံမှုရလာပြန်တော့သူ့မှာပူလို့ပင်အားရှိလာသည်သူ့အနေနဲ့သူ၏ထူးခြားသည့်ဉာဏ်ရည်နှင့်ပါရမီကိုတည်မြဲလာသည်သို့တော့သူသည်ဘဝင်မမြင့်စိတ်ကြီးမဝင်တဘာဝတရားကသူ့ကိုကြံစီဖန်တီးမှုစွမ်းအားထက်သောပါရမီရှင်တယောက်ဖြစ်လာအောင်မှန်သောဓာတ်ခံရည်တွေကိုပေးထား၏ဤပါရမီဓာတ်ခံရှိပြီးဖြစ်ရာကကြံသောပိုင်းကိုအောက်ဆိုက်ကျူပန်းလှုပ်ဆောင်မှုသာလိုပြီးတော့သည်သူ့ကိုယ်သူလူများထင်ကြီးအောင်လုပ်နေကြလဲမလို့တော့တကဘာလုံးကအတိမတ်ပြုနေကြပြီဇူရင်းမျိုးရှိစားပွဲရုံတရုံတွင်ပထမဆုံး relativity ကြောင်းဟောပြောပွဲလုပ်စဉ်ကသူသည်အချိန်ကာလ၏ညညမညဖြစ်စဉ်သဘောကိုအကျေတဝင်းရှင်းပြသည်ပရိသတ်များကသူ့ဟောပြောချက်တဲ့တွင်နှမျောနေကြသည်ပုံပုံသူကလည်းအလဲလဲဖယ်ပေသောပြယုံများဖြင့်ရှင်းပြပြီးရုတ်တရက်ရလိုက်ကကဲအချိန်လဲတော်နောက်ပါပြီထင်ပါရဲ့အချင်းဆိုတာကိုသိကြပါပြီလားခင်ဗျာဟုသူကမေးလိုက်တယ်ဇူရစ်တွင်လက်ထောက်ပါမောက္ခယာရုတွင်တစ်နှစ်လောက်ပြီးနောက်ပရမ်မျိုးရှိဂျာမန်တက္ကသိုလ်တစ်ခုကအိုင်စတိုင်းဟာလက်တွေ့ရူပဗေဒဘာသာတွင်ပါမောက္ခယာရုကိုပေးလာသည်ဤကလန့်ချက်သည်သူ့စိတ်ကိုအတော်ပင်ဆွဲဆောင်နိုင်သည်လာကလည်းယခုရနေသည့်လာကတဲ့နှစ်ဆလောက်ပိုရသည်သို့တော့ဤယာရုကိုမီလီဘာမှလက်မခံသေးခြင်းဒါရှင်ကျန်းနေတဲ့နယ်ပယ်မှာမဟုတ်ပဲဘယ်ပါရဲ့ရှင်ကသဘောတရားရေးသိပ္ပံပညာရှင်မဲမဟာဟုမီလီဘာကဆောလာတဲ့တယ်မှန်တယ်မင်းပြောတာမှန်တယ်မီလီဘာဒါပေမဲ့ငါအနေနဲ့လက်တွေ့ရူပဗေဒလဲလို့ရင်ဖြစ်ရမှာပေါ့ဟုပြန်ချေပါသည်တကယ်ချင်းတယောက်ကမူတခုတော့ရှိပါတော့အဘခမရအနေနဲ့လက်တွေ့သိပ္ပံပညာရှင်နဲ့အလံဝေးကြတာလဲအချိန်ကနည်းမှမနေတော့ပဲဒီတော့သဘောတရားကြီးပိုင်းတော့အောင်မြင်မြင်ဖြစ်ဖို့ရတော့ဖြစ်မလွယ်ဘူးထင်တယ်ခုလည်းအကြံပေးသည်ဟုတ်ပါတယ်မဖြစ်ဘူးပဲထားပါတော့ကျုပ်ဒီယာလူတော့လက်ခံမယ်အိုင်စတိုင်းအနေနဲ့ခါတိုင်းလူပဲသူ့တီးကြပွားတဲ့အတွင်းသဘောတရားကြီးသိပ္ပံပညာနဲ့သာရုန်းကန်နေရမည်ဖြစ်ပေမဲ့လောလောဆယ်အားဖြင့်ပါမောက္ခယာရုကိုလက်ခံရမည်ဟုဆုံးဖြတ်ကာပရက်သူအိမ်အောင်စုတစ်ခုလုံးကိုပြောင်းလဲလေတော့သည်တို့ရတွင်သူ့ဆုံးဖြတ်ချက်မှာမီလီဘာအတွက်အလွန်အရေးကြီးသောဆုံးဖြတ်ချက်ဖြစ်၏ထို့ကြောင့်တိတိကျကျဆုံးဖြတ်ခိုင်း၏နောက်ဆုံးတွင်သူ့မိသားစုအစဉ်တန်းမြင့်ရေးတာယာချောင်ကြီး၏အတွက်ပဲဖြစ်ဖြစ်စမ်းကြည့်သည့်သဘောနဲ့ဖြင့်ပဲဖြစ်ဖြစ်ပရက်သူပြောင်းရန်သူဆုံးဖြတ်ချက်ချလိုက်သည်ပရက်တွင်သူတို့မိသားစုတွေတက္ကသိုလ်အားပြီးသောအိမ်မှာကြဲကြဲဝန်းရှိသည်အိမ်မော်တယောက်လည်းပေးသည်သူတို့မိသားစုနေနဲ့လည်းလျှက်စစ်မီထိန်နေနေရသောအချိန်ဒီယခုပထမဆုံးချိန်ဖြစ်သည်ဗမ်းမာတော့ငါဆိုရင်ရေနံစီမိခွက်ကလေးကိုသာတုံနေရသည်ဇူရီရောက်အောက်လေးမိအိမ်နဲ့နေရသည်ဒါရီကပရက်ရောက်မှရလာသည့်စီးစိမ်တွေဟုဆိုရမယ်ပရက်မှာလျှက်စစ်မီထိန်နဲ့နေရသည်ရလဲဘာတစ်ခုမှအခြားစီးစိမ်မရှိဘူးပိုက်ကလာသောရေရလဲမတတ်စလုံးနဲ့ထည့်ထားလျင်အောက်ခြေတွင်တန်ကြီးတွေတင်ကြံရခဲ့သည်တောက်ရီဦးတီးတန့်ပလင်းများနဲ့ဝယ်တောက်ရသည်ချက်ဖို့ပြုတ်ဖို့ရေးဆိုရင်လဲလမ်းပေါ်ကပုံမိုင်ကောင်းမှဆင်းခတ်မှကောင်းသွားရသည်ဘယ်နေရာကြီးတစ်မျိုးလုံးတရောင်းသားတွေမတွေ့ရသောနေရာရဲ့လို့တနေရာမှမရှိယောဂအနာလည်းထူပြောပါပြီချင်း
1910ခုနှစ်မှာဆိုရင်တမျိုးလုံးဥယောင်ငန်းများယောဂနဲ့ကလိယောဂဖြစ်လာကြတယ်အဆိုးဆုံးမှာကြက်တန်းနှစ်တန်းပုံမှန်များဖြစ်ကြတယ်ဒီတန်းတွေကိုတော့ဖြင့်အိုင်းစတိုင်းတဲ့ဘယ်တော့မှမေးနိုင်တော့မည်မထဲတညတွင်အိမ်မော်မာကလေးအခန်းတွင်မိလောင်သည်အိုင်းစတိုင်းသည်မိငိမ့်တက်ရန်ရေတဘုံဆွဲပြီးအခန်းတွင်သို့ဝင်ပြီးမိငိမ့်တက်သည်အခန်းထဲတွင်နေခဲ့သောအချိန်မှာတအောင်လေးတာဖြစ်သည်သူပြန်ထွက်လာသောအခါသူ့တကိုယ်လုံးကြက်တန်းတွေရွာနေလေတော့သည်ညာကြီးမင်းကြီးရေထချူရသည်ပြီးတော့ဇူးရမာနေနေရသူများမှာတမျိုးဖော်ဖော်ယူပြီးတော့ဇူးရမာနေရသူများမှာတမျိုးဖော်ဖော်ယူလိုက်လိုက်ရောမရှိခတ်တန်းတန်းခတ်စိမ့်စိမ့်ဖြစ်နေကြသည်ညာသောအဖြစ်မြို့သူမြို့သားများမှာချက်အမျိုးသားများဂျာမန်များနဲ့ရီဝရီများဖြစ်ကြသည်ကိုစုနဲ့ကိုနေကြအောင်သာမကတစုအားတစုကိုမခံညိမခံတာအောင်ဆောင်းမြောက်တတ်သည်ရန်စတတ်သည်တက္ကသိုလ်တွင်အိုင်းဆိုင်ကဘယ်ဘက်မှမလိုက်ပဲဖြောင်းပြောင်းပန်းပန်းနေသည်ကိုပင်ကြံဂျာမန်ပါမောက္ခများကမျက်စိစပုံလေးစူကြသည်မရှိစိမ့်ညအိုင်းဆိုင်အမူဓာရီသည်တငယ်နာရိုးရင်းနေဟုလားထဲ့နေမှတ်ယူသည်သူ့အနေနဲ့ပရက်တွင်တတိတတန်းနေသည်အချိန်ရှိသည့်သူ့လိတ်ထဲမှာစိတ်ရောကိုပါလှုပ်ထားသည်ကြံချိန်များမှာတော့သူ့ဒေသကိစ္စများကိုပင်ဆောင်ရွက်နေလေသည်ရူပဗေဒလက်တွေ့စမ်းသပ်ခံတဲ့အတွင်းအိုင်းစတိုင်းနဲ့သူစမ်းသပ်ရှာဖွေနေရသည်ကိုကျောင်းသားများကသဘောကျနေချိုက်ကြသည်သို့သောလက်တွေ့စမ်းသပ်ခံတွင်သူတစ်ခါတလေသာဝင်နေပြက်ကွက်တရားများသည်သူဘဝတွင်သဘောတရားရေးသိပ္ပံကသာအစဉ်ရှိတန်းသူရောက်နေလေတော့သည်သူစိတ်ထဲတွင်အောက်သို့ဆင်းသွားသောဓာတ်လီကားတဲ့တွင်စီးနှင်းလိုက်ပါသူများကြောင့်စဉ်းစားနေမည်သည်ထို့သူစီးနှင်းလိုက်ပါနေသောဓာတ်လီကားသည်စက်ဤလှုပ်ရှားမှုရှိန်ကြောင့်ပင်အောက်သို့ကြာဆင်းနေလေသလားဒိုရီမဟုတ်ဓာတ်လီကားအိမ်ကိုမြေကြီးကဆွဲယူသောကြောင့်ပင်ကြာဆင်းနေလေသလားမိတို့ဆိုဓာတ်လီကားတဲ့တွင်ပါလာသူ၏အတွေ့အကြုံမှာတော့နှစ်ခုလုံးအတူတူပဲဘာမှမထူးကြထို့ကြောင့်ဘာဖြစ်လို့အောက်ကိုဆင်းလာသည်ဆိုသည်ကိုသူသည်ဘယ်နည်းနဲ့မှတိတိကျကျမပြောနိုင်အိုင်းစတိုင်း၏ထိုးရင်းညာကဤကိစ္စနှင့်ပတ်သက်၍လောကအကြောင်းတည်ကောင်းစရာသိပ္ပံပညာတွေတပုံတစ်ပင်ကြီးရှိနေသည်ကိုပြောပြနေတယ်ဆွဲချောင်းခြင်းသဘောနှင့်လှုပ်ရှားမှုချိန်သည်တူသောအကျိုးကိုသာဖြစ်စေကြ၏ဆွဲဆောင်ခြင်းသည်လည်းအရှိန်တစ်မျိုးသာဖြစ်သည်သဘောမှာအတူတူပါတကားသူအနေဖြင့်ဤယူဆကိုတက်တည်ပြနိုင်ပါမည်လားလက်တွေ့စမ်းသပ်ကြည့်ပါကရုပ်တရက်ဖြစ်ပေါ်လာနိုင်သောအချိန်တစ်ခုသည်အလင်းရောင်နှံတစ်ခုကိုဖြစ်ပါသည်ဆွဲဆောင်မှုမှာလည်းဤနည်းဖြစ်၏ထို့ကြောင့်တနေရာတဲ့အတွင်းအသေးတည်နေသောကြယ်တလုံးမှထွက်လာသောအလင်းရောင်နှံသည်နေဤဆွဲဆောင်မှုစကွင်းကိုဖြတ်ကျော်သောအခါအနှဲငယ်လမ်းကြောင်းပြောင်းသွား၏ဤသဘောမှန်မှန်ကိုစမ်းသပ်လိုပါကနေကျက်သောနေများတွင်စမ်းသပ်ကြည့်နိုင်သည်သူ့သဘောတရားတွေကတော့ဖြင့်အချင်းချုံလိုက်လျင်ဘာမှမခက်တယ်လို့လွယ်တယ်လို့ရှိသိပ္ပံပညာရှင်များအမှုဒီသဘောတရားတွေဟာသူ့လိုပါရမီရှင်တယောက်ဤညာကွန်ပျူတာကလေးတယောက်ပြီပဲဟူများဆိုလိမ့်မလားမပြောတတ်ဤပါရမီရှင်အကြောင်းကိုတော့မီလီဘာတယောက်သာအတီးဆုံးဖြစ်နေထို့ကြောင့်အထက်နီးပြောလာသူတွေကိုတွေ့လေမီလီဘာကမခံကျင်စိမ့်နဲ့ဆိုသည်ကျမယောက်ျားတပိုင်းတီအောင်နေမနာညမနာကြိုးစားခဲ့ရတာတွေကိုထက်မတွက်ကြတော့ဘူးလားရှင်ဒီလိုမျိုးတိလိုမျိုးမဝနိုင်တိကျင်လို့မျိုးမစုံနိုင်တိပြီးရင်တိကျင်တိအောင်ကြိုးစားရင်ဘယ်တော့မှလည်းမအားရတကယ်တော့ဒါတွေကလည်းပါရမီတွေမဟုတ်ပါအခြေလားသူဤနောက်ဆုံးတွေ့ရှိချက်များပေါ်တွင်လူများနားမရှင်းမဲ့ကောင်းကောင်းသဘုံပေါက်နိုင်ကြသည်ချို့ဆိုရင်၄နှစ်ကြာခဲ့လိမ့်မည် relativity ကိုပေါ်ထုတ်ကြိုးစားနေစဉ်ကမူသူဤဒေါက်တာဘွဲ့ရစရန်တက်ပင်မသိတော့စရန်25ခုကိုသူဖယ်ထားခဲ့ရ၏ပရက်တွင်နေစဉ်မှာတော့သူသည်သူစတင်ထားသောဆွဲဆောင်ခြင်းနှင့်အရှိန်သဘောတရားကိုအချောခံသည်ကျဲဤအလင်းရောင်လမ်းလဲသားခြင်းကိုတက်တည်ထူပြဖို့လဲစဉ်းစားသည်သူ့သဘောတရားကိုရူပဗေဒမဂ္ဂဇင်းတွင်ဖော်ပြလိုက်ပြန်၏ဤဆောင်းမ၏အစုံသက်တွင်ထပ်ပြထားသောစာကြောင်းမှာတမိုင်းတွင်ရေးစရာပင်ဖြစ်သည်ဤဆောင်းမတွင်ဖော်ပြထားသောပြဿနာများမှာမပြည့်စုံသေးသောမူကြမ်းအတွေ့အမြင်များပဲဖြစ်ကြစေကာလက်ခတ်ပညာရှင်ကြီးများနှလုံးသွင်း၍အလေးနက်ထားလေ့လာကြည့်လိုက်ပြီသည်
အိုင်စတိုင်းကောင်းတဲ့တွင်ရူပဗေဒနှင့်ပတ်သက်သောသဘောတရားအမြင်များညီ၍မြင်များကျေဝတ်စွာတည်ရှိနေပြီကိုပရက်ကလူတစုလောက်သာအရေးမွဲတည်ကြသည်သူ၏ရူပဗေဒအမြင်များကဂီတရဲသူပင်ထိုးဝင်ဝင်နောက်ကြသည်ဂီတကိုပင်စီဝါနရီပြပြစုံစုံတည်ခြင်းသည်ဂီတမှာနရီကိုက်စီဝါကိုက်ညီမျှသမျှကိုစက်ကြောလာကြီးတစ်ခုလုံးမှာလဲစီဝါကိုက်ညီကိုက်ညီညွတ်မှုအစဉ်ပြေမှုရစေခြင်းသည်သူ့ဘဝထဲမှာတော့မောဇတ်တချင်းဆိုလျင်လှလှပပနှစ်ချိုက်တည်တတ်သည်အရသာခံသည်အင်္ဂါနေ့ညတွင်ပရက်မှာတွေ့နေသောယေဘရီလူလပိုင်းပညာရှင်များတွေကဘာသာဖန်တာဆိုသူနှင့်အိမ်မှာတွေ့ပြီးဒသနိကပညာတွေးခေါ်မျှော်မြင်ရေးသဘောတရားကြောင့်အိမ်မှာဆွေးနေကြသည်သူတို့ဆွေးနွေးလျင်ကန့်ဤအတွေးခေါ်များ fish day ဟေဂေစသည်တို့၏အတွေးခေါ်များမှာထိတ်တန်းကပါနေသည်ပညာသားပါသောအခြေတင်အငင်းခုန်ပွဲမျိုးဆိုလေအိုင်ဆိုင်သည်အားရပါရဝက်ပါဝင်တတ်သည်တခါလေတော့လေသူတို့ဆွေးနွေးခန်းတွင်ဇီယွန်ဝါရခေါ်ယေဘရီမျိုးချစ်ဝါရအကြောင်းလည်းပါဝင်တတ်ပါသည်ဇီယွန်ဝါရကိုအခြားသူများနေဖြင့်တော့အလွန်စိတ်အားထက်သန်စွာလိုလားကြသည်အိုင်ဆိုင်တယောက်ကတော့စိတ်ဝင်စားနိုင်သူသည်မျိုးချစ်မြတ်ကဝါရကို၎င်းလူမျိုးရေးဝါရကို၎င်းမကြိုက်ဤကိစ္စကိုလည်းသူ့အနေနဲ့အပင်ပန်းခံပြီးမစင်စားခြင်းသူ့စိတ်ထဲတွင်ဓာရီစဉ်းစားနေခြင်းသည်အချိန်ကုန်သာရှိမည်ဟုတည်သည်ဒီလိုကင်းကင်းရှင်းရှင်းနေခြင်းကြောင့်လားမပြောတာယေဘရီအုပ်စုကလည်းသူ့ဘောမကျေနပ်ခြင်းကြောင့်အချို့ကမူဒီလူမှာလူစိမ်များပင်ရှိသေးသလားဟုကရက်ဇက်ကလေးဆိုကြသည်သူ့အနေနဲ့လောကအညစ်အကြေးများမညှိစွန်းသောလူတကာလိုက်လို့မမီသည့်တခြားလောကတွေမှာပင်ကျက်စားနေလိုပါသည်ထို့ကြောင့်လေသူနဲ့ဆက်ဆံမှုသူများကဒီလူဟာသူ့ဘဝကိုသူ့အသေးနှလုံးကအလွမ်းမှုမခံနိုင်တဲ့လူပဲဟုမှတ်ချက်ပေးကြသည်သူဟာဂီတကိုအတူခံစားပြီးလောကအကြောင်းကိုအတူတွေးခေါ်ဆွေးနွေးနိုင်တဲ့မိတ်ဆွေပေါင်းသင်းမျိုးကိုပဲရှာတယ်ဟုအိုင်စတိုင်းဘဝကိုမှတ်တမ်းတင်ခဲ့သူရူပဗေဒပညာရှင်ဖိလစ်ပရက်ကာဆိုသည်ဒါပေမဲ့သူ့ရဲ့လွတ်လပ်စွာတွေးခေါ်နေထိုင်တတ်မှုလေးကိုအနောက်ရှက်ဖြစ်လာသည့်ထိတော့ဘယ်သူ့ကိုမှအတိတကြွအရင်နေမပေါမှုဟုလည်းပရက်ကပြောသည် Prince ဆိုလျင်သူ့ရဲ့ပွင့်လင်းမှုဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ယူကာနဲ့ဆိုရင်ဘယ်သူဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖို့ရမခဲရင်ပါဒါပေမဲ့သိပ္ပံနေတာအချိန်ကုန်တယ်တတ်နိုင်များတကူတော့နေတယ်အမှုပညာလည်းစတယ်အဲ့လိုနေတတ်တဲ့သူ့ဘဝမှာမိတ်ဆွေရင်းလို့တင်သားသူတွေတောင်တစ်ခါတရံတော့ဖြစ်ယုံကြည်စရာဖြစ်တယ်တသိဆန်တယ်လို့ထင်လာကြတယ်1911ခုနှစ်ထဲဝင်လာပြီထိုနှစ်နိုဝင်ဘာလတွင်အိုင်စတိုင်းဟာဘရက်ဆဲမြို့ရူပဗေဒကွန်ဂရက်တစ်ခုသို့တက်ရောက်ပါရန်ဖိတ်ကြားသည်ထိုကွန်ဂရက်ကိုပြည့်မြောက်ရန်ဆောင်ရင်းသူမှာဘယ်လ်ဂျီယမ်ပြည်မှာလူသားကောင်းစားရေးဝါရီတူဖြစ်သူအာနက်ဆော့ဘေးဖြစ်သည်ဤသို့ဖိတ်ကြားခြင်းသည်သူ့အားကဘာတိသိပ္ပံပညာရှင်ကြီးများစီရင်တွင်ထဲ့သွင်းသူမှပြုထားကြပြီးဆိုသည်ကိုဖော်ပြလိုက်ခြင်းပဲဖြစ်သည်ကွန်ဂရက်ဘာပတိဖြစ်ဆောင်ရွက်သူမှာလော်ရင်ဖြစ်၏သူကအငင်းခုန်ဆွေးနွေးရာတွင်ချွတ်ရင်းတိမ်ပမှုများကိုဒိုးထောက်ထောက်ပြပြီးအလွယ်တကူဖြည့်ရှင်းပေးနိုင်သူသည်သတင်းစာများတွင်ဤနီလာကန်ကြောင်းကိုဖော်ပြကြတော့လေသတင်းစာထဲတွင်ရူပဗေဒအကြောင်းတဲ့သူပြောတာကအချီရေးအကြောင်းကပိုများလေသည်ပေါ်လန်ကီပင်သည်သူမိမနှင့်ကွယ်နေသည်သူသည်ယခုမရန်မေရီကျူရီကိုပူပန်းနေကြောင်းယခုသူ့လုပ်သောပွဲမှာသူတို့၏စိတ်စာကြောင်းလမ်းဝဲတာဖြစ်ကြောင်းမရန်မေရီကျူရီခင်မောမှာလုံခဲ့သော9နှစ်ခန့်ကလမ်းပေါ်တွင်ကားတိုက်ရေးဆုံးသွားသည်တရင်သာရဲပါသောစိတ်ဝင်စားပွဲမရန်ကျူရီဇလန်စီကြီးကိုလေ့လာပြီးဇင်းကားထံသို့အိုင်စတိုင်းကအစာဆောင်ရေးလိုက်သည်ဒီမျိုးသမီးဟာတောက်ပနေတဲ့ပညာရှင်တယောက်အမှန်ပါပဲဗျာဒါပေမဲ့သူ့မှာရှိတဲ့ရမက်ဆိုတာလွယ်လို့ရှိရင်သူဟာသူများတကာကိုဒုက္ခဖြစ်အောင်လဲဆွဲဆောင်နေသူမဟုတ်ပါဘူးဟုဆိုလိုက်လေသည်ဘရက်ဆယ်မြို့တွင်နေသောလန်ကီဘင်နဲ့မရန်မေရီကျူရီတို့နဲ့အိုင်စတိုင်းတို့မိတ်ဆွေဖြစ်ခဲ့ကြသည်အထူးသဖြင့်သူ့စိတ်ထဲတွင်အဆွဲဆုံးမှာလော်ရင်နဲ့ပေါ်အာရင်ဖက်ဆတ်တို့ပဲဖြစ်သည်အာရင်ဖက်သည်ရုရှားလူမျိုးယေရီတူဖြစ်သည်သူသည်
ရူပဗေဒဆရာတူဖြစ်ဖို့ကြိုးစားနေရာဟော်လန်ပြည်လီဒင်တက္ကသိုလ်တွင်လော်ရန့်စ်နဲ့တွေ့ဖက်မိလေသည်ဘရက်ဆယ်မြို့မှာပြန်လာကလေးကအိုင်းစတိုင်း၏စိတ်ထဲတွင်ပရမ်မြို့သည်သူ့အတွက်နေတင်သောနေရာမဟုတ်ကြောင်းနားလည်လာသည်ဤနေရာသည်တိုးတက်နေသောရူပဗေဒပညာတရားဘ ਹੁ ချက်ချဌာနများနှင့်လည်းအလန်းကွာနေသည်သူကျမ်းမာရေးခြေနေရလည်းတစ်နေ့တည်းတစ်နေ့ဆိုပါလာသည်ဇင်ကားကိုခေါ်ပြီးယောဂအခြေအနေစစ်ကြည့်တော့ဇင်ကားဟာသူ့ယောဂသည်ဤရက်ကကြီးကြောင့်ဖြစ်ရကြောင်းပြောပြသည်ပြီးတော့သူကပင်အိုင်းစတိုင်းဟာဇူရစ်သူပြန်ပြောင်းပြီးသူငယ်စဉ်ကြောင်းတက်ခဲ့သောစက်မှုသိပ္ပံကျောင်းတွင်ပါမောက္ခရာထူးကိုယူဖို့အကြံပေးတိုက်တော်သည်တက္ကသိုလ်အာဏာပိုင်များကအိုင်းစတိုင်းအားစစ်ဆေးပြီးပါမောက္ခရာထူးကိုပေးကြသည်အိုင်းစတိုင်း၏လက်ရှိအဆင့်နဲ့အခြေအနေကိုဟင်ရီပွန်ကာဆိုသူကရေးသားရာတွင်အိုင်းစတိုင်းသည်ငယ်ပင်ငယ်သေးတော်လဲယခုခေတ်ထင်ရှားနေသောပညာကျော်ပုဂ္ဂိုလ်များလည်းတွင်တင့်တယ်ထေဝါသောနေရာကိုရထားသူဖြစ်လိမ့်မည်ဟုဖော်ပြထားသည်ဤသို့ဟင်ရီပွန်ကာ၏ရေးသားထုတ်ဖော်ချက်ကိုမရန်မေရီဂျူရီထန်မှတဆင့်ဇူရစ်ပါမောက္ခများဖတ်ရကြသည်သူကိုယ်တိုင်ရှာဖွေခဲ့သောပညာများထက်ပင်ပို၍သူ့ဘောအထင်မြင်ကြီးစရာအချက်တရားဖြစ်လာခဲ့လေသည်အမှန်တော့အိုင်းစတိုင်းသည်နေရာတကာကိုပါနေရပြီခေတ်ဤပြာရုပ်တစ်ခုလိုဖြစ်လာပြီလူတွေကခင်မင်ညနှုတ်ဆက်ခြင်းညခေါ်ခြင်းပြောခြင်းညသည်ဘီလီဘာမူဒီလိုအတူရောင်သဘောတွေကိုမျက်လုံးတစ်ချက်ဝင့်ကြည့်လိုက်လျင်သိပြီအိုင်းစတိုင်းကလည်းဇနီးတဲ့ထင်မြင်ချက်ကိုလက်ခံသည်ဘီလီဘာသည်ဘေပါတီဘေပွဲလန်းတဲ့ပင်ကဖိဖိမသွားအားလုံးကိုညှင်းပယ်လိုက်တယ်သူ့ယောက်ျားကိုတကယ်ခင်လို့မင်လို့ဖိတ်ကြကမ်းကြလျင်မီလီဘာသည်ဘာမှပြောမိမဟုတ်အခုတော့ဒီလူတွေကသူ့ယောက်ျားကိုပြစားခြင်းတော့ကြောင့်ဖိတ်ကြကမ်းကြခြင်းသာဖြစ်ကြောင်းမီလီဘာကောင်းကောင်းသိသည်မီလီဘာသည်အိမ်တွင်းစီးပွားရေးသုံးစီများကိုအစီအစဉ်တကျထိန်ချုပ်လေသည်အိုင်းစတိုင်းရသည့်လာတာထဲမှာအဖို့အစုကိုနောင်ရည်တွေဆိုသည်အင်မတန်ယဉ်ဤသူများဟာမီလီဘာသည်အိုင်းစတိုင်းတွေဇနီးကောင်းတစ်ယောက်အိမ်အောင်ရှင်မကောင်းတစ်ယောက်ဖြစ်သည်ဟုနားလည်ကြသည်သို့သောသူတို့စိတ်ထဲတွင်မီလီဘာ၏အကျင့်စိုးလေးတွေမကြာခဏပေါ်ပေါက်မည်ကိုဆိုရကြသည်မီလီဘာစိတ်ကတမျိုးသူ့အကြောင်းဆိုသူဘယ်တော့မှမပြောကိုအိမ်အောင်ကလူတွေကြီးဆိုလေရှိသည့်ချိန်မျိုးတွင်မပြောမဖြစ်တာတော့သာပြောပြီးမပြောရလျင်တနေ့လုံးမပြောဘဲနေသည့်အတွက်အိုင်းစတိုင်းလိုလူပင်စိတ်ထဲမကြည်မနာဖြစ်ရသည်အစရှာပြီးပြောကြဆိုကြပြီးဆိုမှဖြင့်လဲလက်မထက်ခင်ကလျှို့ဝှက်ချက်ကလေးတီတာနှစ်ဦးသဘောကွဲလွဲစရာဒုက္ခရည်တောင်းမြစ်ကလေးဖြစ်ပေါ်လာတတ်ရဲ့ယခုဆိုလျင်တာကြီးအယ်ဘတ်အသက်၈နှစ်ပဲရှိခဲ့ပြီသူ့မှာကိုယ်ပိုင်ထူးခြားသည့်ဉာဏ်ရှိသည်သူသည်အတော်ရန်နားလည်ပြီးဖြစ်၍မိဘနှစ်ပါးကြားတွင်ရှိသောသဘောကွဲလွဲချက်များကိုရေးစားမိလာသည်သို့သောဖခင်၏ကြီးမားသောဂုဏ်ချိန်ကြောင့်အားလုံးပင်အဆင်ပြေနေပြီဟုသူထင်သည်အိုင်းစတိုင်းဖို့မှာတော့ဘဝကပြည့်စုံတဲ့ပင်ပူရှန်နေပြီကလေးတယောက်လူမနဲ့အိယာထလို့ပေမဲ့မထားခြင်းအိယာထဲမှာပဲမိန်ပြီး꽌နေခြင်းသည်မီလီဘာကနောက်ဆုံးလာပြီးဆွဲထူတော်မှာထားသည်မနဲ့မုတ်စိတ်ရင်ဝစ်စားလဲရင်လေချုံတမျှမျှနဲ့ပြောနေပါသည်မနဲ့စာဦးအပါတရပလုပလောင်းစားသည်ပြီးတော့မိနစ်20ခန်းလောက်ဒါလမ်းလျှောက်တော့တက္ကသိုလ်သို့လမ်းလျှောက်ပြီးသွားသည်ညနေသားမစားမိတွင်သားလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကစားသည်ကလေးတွေကစားသည့်အယုတ်တွေနဲ့ကစားသည်ကိုလည်းသူဘလို့ပြောမှမသိဟင်အယ်ဘတ်ဒီဆန်နီယာတီတာနေပြီဟင်အယ်ဘတ်ကသူရသည့်ဒီဝါကိုဆန်နီယာနဲ့ဒီခါသူကတယောကလေးနဲ့လိုက်တီးရသည်ရတာမှလည်းသူ့ဖို့မျိုးထူလာသည်အယ်ဘတ်ကတော့၃နှစ်သားပဲရှိသေးသည်ဒို့ပေမဲ့သူကလည်းမခေဆန်နီယာကိုဒီကောက်စားပြင်နေပြီအဲ့ဒီလေးလည်းမကြတော့ဘူးဆန်နီယာတီတာတော့မှာပဲဖခင်ဤကျင့်မှုနဲ့သူအားဆိုသည်အရဝတ်တီဖခင်ချီရနေမြည်သူနဲ့တူသည်အသက်3နှစ်သားတွင်စာကောင်းကောင်းဖတ်တတ်နေပြီတခါတရံများ၌အလုတ်ကလည်းရှုပ်ကလေးတွေကလည်းစော်လုံးတော့သူလည်းစိတ်တူပြီးအောင်ကောင်းပြီသို့တော့သူ့မှာကြာကြာစိတ်မဆိုးနိုင်ရင်မောရသည်ဟင်အယ်ဘတ်ကမူသူ့ဖေကိုတပုံကြီးဟုထင်သည်သူလှုပ်နေတော့ကလေးတွေနောက်ချက်သည်ကိုပဲသူမောသည်ဆွဲဆောင်ခြင်းဟူသည်အေအားတစ်ခုလားသို့မဟုတ်စက်ကွင်းတစ်ခုလားသူတွေ့ထားသောအယူဆတဲ့တိုးတက်ခိုင်မာရေးအတွက်အချိန်ရတိုင်းသူကြိုးစားနေသည်ဤချိန်ထိတော့သူတက်သည့်တင်ချာကသူ့ယူဆကိုအဖြေထုတ်ပေးနိုင်သည်မီလီဘာလည်းတင်ချတော်သည်
သို့တော့သူ့ပြဿနာကကြီးကျယ်လောနေသည်မီလီဘာလည်းမတတ်နိုင်မာဆယ်ဂရော့စ်မန်မှာတင်ချာထူးကျော်ပြီးတစ်သက်လုံးတင်ချာကိုလိုက်စားလာသည်ဖြစ်၍သူ့ကိုပင်ခေါ်၍ပြောရသည်ကျုပ်ကိုကူပါအောင်များမဟုတ်ရင်တော့ကျုပ်အုံနောက်တွေအကြီးပြောပြီးယူဖို့ပဲရှိတော့တယ်ဟုသူကတောင်းတောင်းမှန်ဆိုလာသည် Grossman ရောက်လာပြီးကုသဖြင့်နှစ်ဦးသားကြိုးစားကြရာအတော်တန်တိုးတက်မှုရလာသည် Einstein ဘဝတွင် Grossman ဇင်ငါဘတ်ဦးအက်တလာနှင့် Reichenstein တို့သည်မိတ်ဆွေကောင်းများဖြစ်ကြသည် Albert နေတတ်သလိုနေခြင်းကိုသူတို့သဘောကျကြသည်မီလီဘာကိုလည်းကောင်းကောင်းနားလည်သူများဖြစ်ကြ၏ဇူးနှင့်မလမကန်လူစားနေတွင် Einstein ၏ညီမမာဂျာတို့နေကြသည်မာဂျာ၏ခင်မုန်းပေါ်မှာလည်းအလုတ်ကောင်းအကင်ကောင်းနဲ့တင်တယ်နေကြပြီသူတို့ဇနီးမောင်နှံကမိခင်အိုကြီးပေါ်လီအိုင်စတိုင်းကိုသူတို့နဲ့တန်ခေါ်နေကြရန်အီလီမာခေါ်ယူထားသည်ဒီအချိန်လေးသည်အချိန်ကောင်းနေပဲကြော်စရာလည်းကောင်းတယ်အားလုံးချမ်းမြေ့ကြည်နူးမှုတွေနဲ့တင်းတင်းတဲတဲရှိကြသောအချိန်တွေပဲဆွစ်ဇာလန်ပြည်နယ်ဆိုရင်တိုက်ကြခိုက်ကြမုန်းတီးကြနဲ့နေပြောဝဲမရှိသောအခြားဥရောပဒေသများနဲ့လည်းအလံဝေးသည်ဤပျော်ရွှင်စရာကောင်းလာသောအချိန်ကာလတို့သည်ထာဝရတည်မြဲနေပါစေတော့ဟုမီလီဘာဆုတောင်းနေမိသည်သူရင်ဝဲဖွဲ့ခဲ့တဲ့သောကြာမြင့်စွာသောအချိန်ကတောကလေးတစ်ခုသာရှိသည်သို့သောဤတောကစိတ်တို့သည်လည်းတနေ့နေ့တစ်ခါ၌ကုံဆုံးပြောက်ွယ်သွားခြင်းဟုမျှော်လင့်ခဲ့သည်တခါတလေအဲဘတ်နှင့်စူးစူးညံ့ညံ့စကားများရသည်အမှန်တော့ဒီလိုဖြစ်ရသည်မှာလည်းမီလီဘာ၏ချိုးရင်းချက်ကြောင့်ဟုတ်အဲဘတ်ကြောင့်သာဖြစ်သည်ကောလိပ်မာတွေကဆွဲနေခဲ့သောသူ့ညင်များကိုအခုထိအဲဘတ်ကမပြောင်းလောကလူဖြစ်ရတွေကိုသူသည်ခုထိကောင်းကောင်းနားမလဲစိတ်လည်းမရှိတူတန်စိတ်သူ့မှာရှိသည်တခုကိုသူစင်ញင်၍တင့်မြတ်ပြီးဟုဆုံးဖြတ်မှုဖြင့်ညီသူဘာပြောပြောထင်မစင်သာတော့ဥမာခွဲစိတ်ပညာဆိုပါတော့သူကဤပညာသည်စိတ်ဝင်စားစရာဒေးလာကြကောင်းသည်ဟုမြင်သည်ထိုအခါသူနှင့်မဆိုင်ဘူးသဘောမထားလေ့လာတော့သည်ရှာဖွေတော့သည်စင်ញင်စဉ်းစားတော့သည်နောက်ဆုံးအဖြေရှာမရဖြစ်မှဒါကိုလက်လျှော့သည်ဒီကဲ့သို့မစီမဆိုင်နာတွေကိုရှောက်မလို့ဖို့ဇင်းကားကလည်းအချောက်ခံပြောသည်သို့တော့သူ့အမှုချင်းကိုသူမပြောဤကဥမာနေမြင်တစ်ချက်လောက်သာပြခြင်းဖြစ်ပေသည်အမှန်တော့ဤတို့လှုပ်ခြင်းသည်မတော်မတရားလှုပ်ခြင်းမဟုတ်ပေမယ့်သူ့လိုလူတစ်ယောက်ကလှုပ်ခြင်းအပြင်လူအများအတွက်အမျိုးမျိုးတွေထင်ရှားဖြစ်လာနိုင်တယ်သူကသာဒါတွေကိုဂုမဆိုင်တတ်ကြီးလူเจ้าကိုမီလီဘာစဉ်းစားခဲ့ပြီးချိုရင်းချက်တွေကိုနားလည်လက်ခံခဲ့ပြီးမှယူခဲ့ခြင်းဖြစ်သည်အဘက်ဘက်ကစဉ်းစားခဲ့ပြီးမှယူခဲ့ခြင်းမို့လဲသူတို့အိမ်တော်ရေးမှာကောင်းမွန်စရာသာရှိသည်1973ခုနှစ်ကုံဆုံးကနီတော့တွင်ဘောတာနန်နဲ့မက်ပလင်တို့နှစ်ဦးဘာလင်မှသူ့ထံသို့ရောက်လာကြပြီးပရက်ရှင်သိပ္ပံအကယ်ဒမီတွင်ယာရုတစ်ခုလက်ခံရန်လာပေသည်ထိုအကယ်ဒမီတွင်လောက်ကင်မာကသူ့ကိုစာတင်မခိုင်းသူ့အနေနဲ့ရှာဖွေမှုလုပ်ငန်းတစ်ခုတွင်လာကအကောင်းဆုံးပေးမည်ဟုလည်းဆိုကြသည်ဘာလင်တက္ကသိုလ်တွင်စာပေဟောပြောပို့ချခြင်းမှာသူ့သဘောအရသာဖြစ်ပို့ချလိုမှပို့ချနိုင်သည်နောက်ဆိုရင်သူ့နေဖြင့်ကိုင်ဇာဝီလျံရူပဗေဒသိပ္ပံတွင်ဌာနမှုရာတို့ကိုရမည်ဟုလည်းမက်လောက်အောင်ပြောကြသည်အသက်34နှစ်သားရှိသေးသောရူပဗေဒပညာရှင်တို့ဟာပေးလာသောဤခွင့်ရေးကနှလုံးများွယ်စဉ်းစားပွဲရှိသည်အမှန်တော့ဤကယ်ဒမီမှာအလုတ်ခန့်ထားပေးခြင်းခံရသည်ဆိုရင်လည်းဥရောပတစ်ခွင်လုံးကအထင်ကြီးကြသည်ဂုဏ်ယူကြသည်အိုင်းစတိုင်းကဘာပြန်ပြောရမှန်းကိုပဲမသိတော့ဆွဲဆောင်ခြင်းနိယာမသဘောတရားဆိုင်ရာသဘောတရားတီဗီကလည်းသူ့ဘဝတွင်ဖြင့်အရေးကြီးဆုံးဖြစ်သည်ဇူရီမလေယာတီကကောင်းတော့ကောင်းပါသည်ဒါပေမဲ့ဤသဘောတရားတွေကိုရောစိတ်ပါမြုပ်နှံပြီးအလုံးထုဖို့အချိန်ကထင်မလောက်မရပဲဖြစ်နေသည်ကိုသူစဉ်းစားမိ၏ဒါပေမဲ့တစ်ဖက်ကကြည့်ရင်ပရက်ရှာမျိုးတော်မှာနေရေးစားရေးရတော့တကယ်ခက်ခဲသည်ဖြုံးနေစဉ်းစားဖို့ဖြစ်မလွယ်ထို့ကြောင့်သူအချိန်ယူစဉ်းစားပြစေဟုနတ်နဲ့ပလက်တူကိုပြန်ကြားလိုက်ရသည်သူကသာစဉ်းစားခြင်းသည်မီလီဘာတော့နည်းနည်းမှသဘောမတူသို့တော့အိုင်းစတိုင်းကဤကိစ္စသည်သူတယောက်တည်းစဉ်းစားဆုံးဖြတ်မိကိစ္စဖြစ်သည်ဟုပြန်ပြောသည်သူကောင်းတဲ့တွင်တော့တန်မြတ်စိတ်ကလေးကိန်းနေသည်ကိုအမှတ်ထားမိသည်အကယ်၍များမိမိ၏
ကြံစီဖန်တီးမှုအလင်းကိုတားမြစ်ပိတ်ပင်လိုက်ရင်နော်ဒီဘာလင်သားတွေကတော့ကျုပ်ကိုဥကျမကြီးတကောင်ထင်ပြီးခေါ်တာများလားဒီလိုဖြစ်ရင်ဖြင့်ငါအနေနဲ့တော့နောက်ထပ်ဥတွေဥပေးနိုင်လားမဥပေးနိုင်တော့ဘူးလားဆိုတာလည်းမသိခက်သားပဲသူစဉ်းစားတည်တာရှိသည်ဟိုလူတွေလာပြောခဲ့ကမိတ်ဆွေပေါင်းတဲ့များကတော့ဒီလောက်ကိုအိုင်းစတိုင်းလက်ခံပါပဲဟုအတိအကျယူဆပြကြပြီအမှန်တော့သူစဉ်းစားသည်ဆိုဒီမှာလည်းအမျိုးမျိုးတွက်ချက်ကြည့်ရတာဖြစ်သည်အိုင်းစတိုင်းသည်ဤလောက်ကိုလက်ခံမည်ဟုဆိုတော့ကမီလီဘာမှန်ဟောတော့သူစိတ်ထဲမှာပဲဝမ်းနေမိသည်ဒီမှာပဲအခန်း3ပြီးပါပြီဗျာအရေးတော်ပုံအောင်တော်မည်စစ်အာဏာရှင်မုတ်ချအဆုံးသတ်တော်မည်